ပါတယ်။အစီအစဉ်6ရကရင်တော်လှန်ရေးသမိုင်းကြောင်းဟောပြောခြင်းအစီအစဉ်ဖြစ်ပါတယ်။ကရင်တော်လှန်ရေးသမိုင်းကြောင်းဟောပြောပေးပါရန်ဘဒုစောသမိန်ထောကလေးစားစွာဖိတ်ခေါ်ပါတယ်။အားလုံးလေးစားပါတယ်ဟောဆောင်ပါဆိုင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကတော့ပြောဖို့ကတော့ဒီလိုအခုဥဆုံးကတော့ဒီဟာမပြောခင်လက်ရှိအစိုးရကိုတော့ကျွန်တော်ကျေးဇူးတင်ရပါဘာကြောင့်လဲဆိုတော့ဖဆပလာအစိုးရလက်ထက်အိမ်ဆောင်အစိုးရလက်ထက်နောက်ပြီးမှပြည်တော်စုအစိုးရလက်ထက်နောက်တော်လိုင်းကောင်စီအစိုးရလက်ထက်မြန်မာဆိုကြည်လေးလမ်းစဉ်ပါတီအစိုးရလက်ထက်နဝတလက်ထက်နာဘာလက်ထက်အဲ့လက်ထက်အစိုးရဆက်ဆက်ကဘာမှမလုပ်ဘူးလုပ်လို့မရဘူးကျမကိုမရဘူးအခုစိတ်စိတ်အစိုးရလက်ထက်ကြမှာဒါကျွန်တော်တို့ဒီလိုကရင်မျိုးသားတွေကရန်ကုန်မြို့တော်မှာလာပြီးမှကြောင်ကြောင်တင်းတင်းကျွန်တော်ဒီလိုနေချီကရင်မျိုးတွေရဲ့နေချီရဲ့ကြီးကိုကျင်းပခွင့်ရဒါဥတည်တဲ့သူရောက်ဦးဆုံးကျွန်တော်ကျေးဇူးတင်လို့ကြားတယ်နောက်ရန်ကုန်တိုင်းဒေသကြီးရဲ့ဝန်ကြီးချုပ်မြင့်တော်ကအာဏာပိုင်ဖွဲ့စည်းဦးတယ်ကျွန်တော်ကျေးဇူးတင်ကြောင်းပြောကြတယ်အဲ့တော့သောတော်ပိုင်းကတောင်ဝန်တော်မှာပါတဲ့အတိုင်းပဲဒီကနေ့ဟာအပြစ်ကရစရေးကိုလုပ်ပြီးတခုနဲ့တခုယုံကြည်မှုဒီဆောင်ရေးလုပ်ရတဲ့အချိန်ကာလဖြစ်လာတယ်အဲ့တော့ဦးသိန်းစိန်ဆိုရပါတယ်ဒီကနေ့ပြည်ရန်ကုန်မြို့ပေါ်မှာလာပြီးအာဇာနည်နေ့တို့တော်လိုင်းနေ့တို့ကျင်းပမှုပေးလာတာလေတခုနဲ့တခုယုံကြည်မှုဒီဆောင်တဲ့သဘောလိုပဲကျွန်တော်တို့မြင်ပါတယ်ဒါကြောင့်မို့ဥစွာပနာမနေရတော့ဒီတက်နေတဲ့သမ္မာရုပ်သိစိတ်နဲ့ဆက်ရှိဇူရောက်ကြားတယ်အဲ့တော့ကျွန်တော်တို့လူငယ်တွေကတော့နော်ကျွန်တော်တို့အစားကတော့ကျွန်တော်သမိုင်းပြောဖို့ပါပဲသမိုင်းကလည်းအခြေကြီးပေါ့ဗျာနော်ဂိုဘီတက်ကလည်းဆင်းလာအဲ့တော့ဒီကျုပ်ဘာသာရေးဆရာတွေကလည်းမဟုတ်သေးဘူးဘိုးကပါဟုလုံကနေလာတာဒါမျိုးတွေကြီးတယ်ဒါတွေကဝိသုဝါဒတွေကျွန်တော်ပြောကြည့်နော်နောက်ကျွန်တော်သမိုင်းဆရာကြီးတွေရေးတာကလည်းအင်္ဂလိပ်တွေကဘာသာပြန်ရေးထားတဲ့ဟာဘီတို့ဘာလို့သမိုင်းဆောင်ကြီးတွေကဘာသာပြန်ရေးတယ်အဲ့တော့ကျွန်တော်တို့ကကရင်နဲ့အနိစ္စဆုံးမှာတရုတ်သမိုင်းကိုတော့ဘာမှတရုတ်မဖတ်တတ်တော့အဲ့တော့တရုတ်သမိုင်းကိုလေးလာအဲ့တော့ဒီညမှာလည်းကျွန်တော်ဒီပါလဲပြောကြည့်တာဘုံဖတ်ရှင်ကကျွန်တော်ကြည့်တာတရုတ်သွေးပါတယ်နဲ့တူတယ်တရုတ်သမိုင်းတွေကိုအကုန်လုံးဗမာလိုဘာသာပြန်ပြီးမှအဲ့တော့ဒီဗမာပြည်ရဲ့အစပထမတည်ရှိတဲ့အနေအထားတွေကိုဘာသာပြန်ပြီးရေးခဲ့တာအခုတော့သုံးပါးကိုဖတ်အဲ့ဒီထဲမှာလည်းကျွန်တော်တို့ကရင်သမိုင်းနဲ့ပတ်သက်တာပါပါတယ်နော်ဒါကတော့ရှည်ဝေးတယ်အဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့သမိုင်းထဲမှာရေးထားတာကထိစက်ပဲရွာနော်ထိစက်ပဲရွာကိုကျွန်တော်တို့ကတာဂျစ်တာမှာရှိတယ်ဆိုရေးထားတယ်တရုတ်ကပြောတာတော့မဟုတ်ဘူးဒီညာစီမြစ်ကလက်တဲ့ခုညာစီမြစ်ကလက်တဲ့ခုအဲ့ဒီမြစ်လက်တဲ့ဟာတဲ့သဲချောင်းစီးတယ်ရေနဲ့သဲနဲ့ကိုစီးတယ်နေထွက်လာလို့ရှိရင်ရွှေရောင်ပေါက်တယ်အဲ့တော့ကျွန်တော်တို့ဘိုးဘွားတွေပြောခဲ့တယ်ဖြစ်ဆက်နေပါလို့ဒါပဲရှိတာတရုတ်ကတော့ပေါ်ပြပေးတယ်ဖာစီကြောင့်ပေါ်ပြပေးတယ်ဒါတွေကတရုတ်ကမတတ်တော့ကျွန်တော်တို့ကြီးရင်များဟိုအင်္ဂလိပ်ဘာသာပြန်ပြီးပဲရေးတော့တကယ်ကြီးရတယ်အဲ့တော့ရှိပြီးသားရှိလို့ကျွန်တော်ပြောတော့ဟောရှိပြီးသားရှိလို့ကျွန်တော်ပြောတော့ခက်ဒီတိုင်းကိုစဉ်းသက်တာပြူကမ်းရတဲ့နော်အဲ့တော့မသလာဦးနေဝင်လက်ထက်ကြတော့ဟာဗမာပြည်ဦးဆုံးစစ်တပ်ကမွန်တယ်အဲ့တော့တက်နဲ့မွန်သူမခွဲကြတော့သက်ကမွန်ရဲ့အပါအဲ့တော့တက်တွေကကြည့်လိုက်ကရင်လိုကကုန်းကိုတောက်တာရုပ်ဝတ္တကရင်ပဲစကားပြောကြတော့မွန်တာထွက်အဲ့ဒါအခုရခိုင်ဘက်မှာရှိတယ်အဲ့တော့သူတို့တမိုင်းကိုပြောတော့သူတို့ကမဲကောင်ကနေစစ်တက်လာတယ်နောက်ပြီးတော့ရှမ်းကုန်းပြည်နယ်ကိုဝင်တယ်အဲ့ရန်ကုန်ပြည်မြစ်ကနေရခိုင်ဘက်ရောက်သွားတော့သူလည်းမသိတော့အဲ့ဘုန်းကြီးတစ်ပါးပြောဒါမျိုးတွေကိုနော်ဒါကြောင့်မို့ဒါတွေကသမိုင်းတွေကလုတ်ကစောင့်တော့ခဲကိုညှမ်းရေးလို့မရကျွန်တော်စောလာရေးတာလည်းလုံးသွင်းများပြီးတော့တဲ့တော့နော်ကားရအောင်အကုန်လုံးကကရင်နေရွေးဆိုတော့တော်လိုင်းလို့ပုံမလို့တော့ဘူးဒီခွေတောင်းဆိုပုံမလို့တော့ဒါတွေကမျိုးပဲအဲ့လိုလုံးသွင်းလို့မရရှင်းလေးနဲ့
ရိုးရိုးလေးကျွန်တော်သွားဖို့လုပ်တယ်ဒါအောင်တမိုင်းမှာအများကြီးကျွန်တော်ပြင်ပြရှိတယ်ဒါကြောင့်မို့ BC 939ခြေကံပြီးရင်တက်ပြီးလောက်ကြလို့ပါလို့ဒါကျွန်တော်ပြောတော့ပြတာပြသွားပြီဒီကုန်းဒီကတရုတ်ပြည်အတွင်းပိုင်းကနေဒီရန်စီတို့နော်ဒီဟိုဝေါဟိုတို့ဘာလို့ဆိုလဲမြစ်ကြီးတွေကိုးဆိုရတယ်ပင်လယ်ကမ်းကိုရောက်အောင်ဆင်းတာဒါကရင်မျိုးတစ်မျိုးနဲ့ဆင်းတာမဟုတ်ဘူးမုံလည်းဆင်းတာပဲအကုန်လုံးကြံတဲ့တရုတ်ပြည်သားရှမ်းပြည်သားအဲ့လိုရှင်းနေတာအဲ့ဒါကြီးကိုဒီကိုးဒီလိုလိုက်တော့အဲ့ဒါကြီးကပြဿနာတက်ဒါမျိုးတွေဒါမဲ့ရှိပြီးသားရှိတယ်ကောင်းပါတယ်နော်ဟိုတရုတ်ရှိကကျွန်တော်တို့တို့ရဲ့အလံတွေပါတွေကြည့်နေဒီကိုးဒီပဲသူတို့လည်းလုပ်ထားတာပဲနော်အဲ့လိုမျိုးဒါကြောင့်ဒီပိုင်းတွေကတော့ကျွန်တော်ပြောတော့နော်ဒါမဲ့အဓိကကြတာကျွန်တော်ဒီရှင်းတဲ့လမ်းကြောင်းကပြောရင်ဒီတန်ရွယ်လမ်းကြောင်းပဲရှမ်းသမိုင်းမှာလည်းရှိတယ်အခုရှမ်းပြည်နယ်မှာတန်ရန်ဆိုတာကြားလို့နော်တန်ရန်ဆိုတာကျွန်တော်ဗမာပြည်ရှမ်းပေါ်ရတန်ရန်ဆိုကရင်လမ်းဆိုတော့ကျွန်တော်ကရင်လူဒီရှမ်းတွေကရန်လို့ခေါ်တယ်ဒီကကလျံလို့ခေါ်တာထိုင်ရရန်လို့ခေါ်အဲ့တော့ဒီရန်တွေကဒီတန်ရွယ်လမ်းကိုဆင်းလာနောက်မှကျွန်တော်မြို့ဝကျုံပေါ်လို့ပါလို့ကြောက်တယ်အဲ့ဒါသထုံပြစ်ကိုဟိုရှိသေးတယ်ဒါတွေကကျွန်တော်ပြောတော့ဘူးပြောအိုက်ရှိတယ်နော်အဲ့တော့သထုံကပုတ်လားကရင်လားမွန်လားဆိုတော့အဲ့ဒါတုတ်တန်းတားပြောရနော်အဲ့တော့ကျွန်တော်တို့ကကရင်သမိုင်းမှာသထုံကိုကရင်တဲပြီးအနည်းနေရာကြာမှမွန်ကရောက်လာဒါပေမဲ့ကရင်ကအေးစက်ပဲနေတယ်အဲ့မွန်ကကျတော့သူထောင်တော်ပြီးလှုပ်လိုက်တော့ကရင်ကစာမရေးဘူးလေကြာစာမင်းရင်သမိုင်းမရှိဘူးဗျာစာမင်းရင်သမိုင်းမရှိဘူးအဲ့တော့နားလဲပါစာရေးရကရင်เนี่ยစာရေးပြင်းတယ်ကျွန်တော်လည်းစာရေးပြင်းတယ်ကျွန်တော်ခဏရှင်းလေးလုံးကပြောတယ်အထုပ်ပတ်ပြီးကြီးပါထုပ်ပတ်ငါလူတွေကလူပါကွာသူကလည်းမလာပါဘူးဆိုဒီပဲစာရေးမှသမိုင်းရှိတာစာမရေးရင်သမိုင်းမရှိဘူးနောက်စာရေးတဲ့နေရာလဲမှန်ကန်ရေးဖို့လို့ချက်ကားတာလို့နော်နှိမ်ချတာလို့ဒီလိုရေးလို့မရဘူးတိတိကျကျရေးရပြောရမယ်ဆိုသိပ္ပံကြီးကြကြပါဗျာဒါပေမဲ့သမိုင်းစာရေးတဲ့နေရာမှာဖက်လိုက်ပြီးရှိတူကိုချူတော့မြင်မတူကြဘူးဗျာဥပမာပြည်ရဲ့သမိုင်းကိုပြောတာကမှဖတ်တပလာလို့ပြောတာသူမှနဲ့ဗမာပြည်ကွန်မြူနတီပါတီကပြောရင်သူမှနဲ့ဗမာပြည်ကွန်မြူနတီပါတီကဖတ်တပလာပစ္စဖောက်တာအဲ့တော့ဘယ်ဟာကိုကျွန်တော်သမိုင်းချုပ်လို့သုံးတာအဲ့ဒါစဉ်းစားရတယ်ညှက်ရှိတယ်နော်ဘုရားကျွန်တော်ကရင်တော်လာရေးကွက်ကလေးတစ်ခုတည်းပြောလိုက်ရင်နဲ့ဗမာပဲပြဿနာတဲ့တကယ်ကအဲ့ဒီကိခါကဒီလုံးပြဿနာကျွန်တော်ပြောနေကြရှိပါတယ်ဗမာနိုင်ငံကြီးရှုပ်လာရင်ကရင်ကြားထဲရောက်လာတာအဲ့ဒီဟာကရင်မှာထရှုပ်နော်အဲ့တော့ကျွန်တော်တို့ဒီသမိုင်းမှာတော့အခုကျွန်တော်ဘုသကောလက်တော်ရဲ့ကညောတာဖဆက်တာစီစုတဲဆိုတော့ဘုသကောလက်တော်အကြောင်းပြောရအောင်မယ်သူကအရင်လုံးကတာယာပြီးအကြောင်းကြည့်ပြနော်သူကဗမာလူတော့တာယာပြီးအကြောင်းကြည့်ဥထွင်းရင်နော်ကရင်လူတော့နော်တာယာပြီးကျုပ်ကိုဥတော်ကြီးတော်ကြီးအဲ့ဒါဒါပေမဲ့တော်လာကြီးလည်းရောက်တော့သကောလက်တော်ဖြစ်သွားတယ်သူကကျွန်တော်တို့မမွေးခင်တည်းက BAB အောင်ပြီသူကဆရာကြီးအခုဝိတုရသခင်ချစ်မောင်သူလားသူကျောင်းကနေထွက်တဲ့ကျောင်းသားတယောက်ဗမာနိုင်ငံကြီးမှာဒါကြောင့်ဆရာစကောလက်တော်ဗမာလူမျိုးတွေကသာလူတွေလေးလောက်မရှိအဲ့တော့ဦးနေဝေးဆိုလို့ရှိရင်သူဆရာကြီးပဲခေါ်တာအဲ့လိုဖြစ်အဲ့တော့သူရေးခဲ့တဲ့စာသူရေးခဲ့တဲ့စာကိုသူကတိတိကျကျရေးတာဒီပုဂ္ဂိုလ်ကကိုအလင်းညာကိုကောက်နေမရှိဘူးဗျကိုဘာလဲကိုပြန်ဆိုတာပဲသူမှန်သူ့လည်းပြန်ပြောတာပဲအဲ့တော့ကျွန်တော်နောက်တော့သမိုင်းကိုနည်းနည်းပြင်ကြတဲ့လူတွေတခြားကောင်းဆောင်များကြည့်တော့နည်းနည်းပေါ့ပြင်တော့ပြဆိုတော့ပါဒါတော့မှအတူပါနော်ဒါကြောင့်အဲ့ဒီကိတော်လိုင်းရဲ့သမိုင်းစာအုပ်ကဒီကောလည်းတော့ရေးတော့ခင်ဗျာအခြေခံပြီးဖတ်ပါအဲ့ဒီမှာကရင်သမိုင်းတစ်ခုတည်းကိုချစ်တော်လိုင်းရဲ့ပေါ်ပေါက်ဖို့မွန်တော်လိုင်းရဲ့ပေါ်ပေါက်ဖို့ပိုးတော်လိုင်းရဲ့ပေါ်ပေါက်ဖို့လာဟုတော်လိုင်းရဲ့ပေါ်ပေါက်ဖို့ရှားတော်လိုင်းရဲ့ပေါ်ပေါက်ဖို့နော်ကချင်တော်လိုင်းရဲ့ပေါ်ပေါက်ဖို့ကိုလုံးသူအဲ့ဒီမှာဖြစ်သွားတယ်အဲ့တော့ဒီတော်လိုင်းတွေပေါ်ပေါက်လာတာအားလုံးကကျွန်တော်ကရင်လူမျိုးနဲ့အဆက်အပြတ်နေတာခုမှမဖြစ်ဘူးအမြင့်ကကရင်မှာလာရှိခေရင်မှာလာရှိအားလုံးကလာကြတယ်ရှားတော်လိုင်းဆိုလဲအခုဘူကျုပ်စီပြန်လို့ပါလို့ဆိုအဲ့တုန်းကလူငယ်တွေတက်တူကျောင်းသားတွေနော်စီဝိုင်လို့ဆိုတဲ့ယူချစ်တိုက်လို့သောဝါသားတွေနောက်ပြတော်ဝါရသားတို့တွေကစကျွန်တော်ခေရင်ဘူဌာနချုပ်မှာလာပြီးခုန်တက်နေရ
ကချင်ဆိုတော့လည်းဒီတိုင်းပဲနော်အကုန်လုံးကအဲ့ဒီရလာရချင်းနေဆိုလည်းဒီတိုင်းပဲချင်းနေတော့ဒီနောက်ပေါက်တွေမသိတော့ဘူးချင်းတော်လိုင်းရဲ့အစမှာဘယ်လိုပါခဲ့တယ်ဆိုတော့တို့မသိတော့ဘူးအခုလက်ရှိမှာဒေါက်တာဘာစင်ကျုံးညာတို့ပါလို့ဆိုတာဟိုးရင်တွေကဒီမှာကျွန်တော်တို့ KNU ဌာနချုပ်မှာငပိနဲ့ထမင်းချစားပြီးမှတို့ကလာရောက်ပြီးမှဒီမှာပြင်ကြတင်ကြတော်လိုင်းကြီးပြင်အဲ့ဒါရှိခဲ့မုံတော်လိုင်းလည်းဒီတိုင်းနော်ကျွန်တော်ဘူးပေါင်းလာတာတမိုင်းကြောက်တော့ကြောက်အဲ့တော့ဘိုးဆိုတာလည်းဒီတိုင်းပဲအခုမှသူကမျိုးနွယ်ပွဲလုပ်လိုက်တာဘိုးကကရင်မျိုးနွယ်ပဲနော်ကရင်မျိုးနွယ်ပါဒါပေမဲ့သူ့မှာလည်းလူကြီးများလာတော့သူ့မှာလည်းပြီးကြရင်ကြည့်မှုရှိတော့ခွတ်ထွက်လည်းရှိပါတယ်ဒါကိုကျွန်တော်တားလို့တမိုင်းတော့ကျွန်တော်ပြောရတယ်ဘိုးကကရင်မျိုးနွယ်အဲ့ဒါကိုကျွန်တော်ပြောချင်နော်ဒါပေမဲ့သူ့မှာခွတ်ထွက်တာတော့ခွတ်ထွက်ပိုင်ခွင့်ရှိဒါကိုတော့ကျွန်တော်မတားဒါပေမဲ့သူကပြီးကြလူမျိုးကြီးပါကရင်နဲ့ဘာမှမဆိုင်ဘူးပြောလာတော့တမိုင်းကိုပြန်ပေါက်ရတယ်ဒါပြောရမှာကရင်မျိုးနွယ်စကားတွေကကြွားကြလာတာမကွာပါဘူးနော်ခွေးကိုကျွန်တော်တို့ကထွီသူတို့ကထွီခေါ်တယ်ရေကိုကျွန်တော်တို့ကထီခေါ်တယ်သူတို့ကထီခေါ်တယ်နော်ပနာပဲတမ်းမျိုးတွေလို့ပြအဲ့တော့ကျွန်တော်တို့ကအော်လို့တောက်တယ်ဆိုအော်သူတို့ကဝါဒါမျိုးတွေကွာတာပဲရှိတော့အဲ့တော့ဒါကြီးကိုပဲတိကျလူမျိုးဆိုတာတော့ဒါကျွန်တော်တို့ကတော့လက်မခံဘူးဒါပေမဲ့သူတို့ကသူတိကျဖတ်တတ်တာတော့ခွတ်တော့ပိုင်မရှိဒါတော့ကျွန်တော်ထူပြောလို့အဲ့တော့ဘိုးဒေါ်လာရေးသမိုင်းနဲ့ကိန်းဒေါ်လာရေးမှာဘိုးဒေါ်လာရေးသမိုင်းဆိုတော့ကိန်းဒေါ်လာရေးသမိုင်းကထွက်ထွက်သွားတယ်အခက်အခဲတစ်ခုပါနော်အဲ့တော့ကျွန်တော်သိရှိနားလည်တော့လို့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်သမိုင်းကကျွန်တော်တို့ပြောကြရအောင်နော်အဲ့တော့ဥဆုံးရောက်ရှိလာတာဒီတိုင်းမျိုးပြူရဲ့ကားရံရဲ့တဲ့အဲ့တော့ပြူရဲ့ကားရံရဲ့တဲ့ဆိုတာဒီလိုရှိတယ်ကွာရုပ်တွေကအစကွန်ပျူတာပိုင်းကနေရှင်းတက်လာတော့သူကမောင်ကိုလော့ချန်ရွယ်တယ်ဘူးဗျရုပ်တွေကတူတယ်မေးကားတယ်မျက်နှာအောင်သားပြူတဲ့အသားဝါတယ်မျက်နှာပြားတယ်ခြေလုံးကြီးတယ်ဒါတွေအတူတူပဲမွန်လဲအတူတူပဲအခုမွန်တွေကမွန်စစ်တွေကအသားပြူတယ်ကရင်နဲ့တူတယ်ရုပ်တွေကအခုကပြောရရင်မကောင်းသူတို့တလိုင်းလူတဲ့အခေါ်သူတို့ကမကြိုက်ဘူးတလိုင်းတွေကအိန္ဒိယတိတိနဂရအရာကနေရောက်လာတဲ့ဟာအဲ့ဒါတွေကကြာလာတဲ့ကောင်ပြောလိုင်းကိုခေါ်တယ်မွန်တလိုင်းကိုခေါ်တယ်တလိုင်းကမဲဒါပေမဲ့ကြာလာတော့သူတို့ကမွန်စကားကိုပြောလာပြီးသူတို့ကမွန်နဲ့ပေါင်းပြီးသူတို့ကသူတို့လည်းမွန်လို့ခိုင်းဒါကြောင့်ဒီဗမာပြည်48ခုနှစ်လွတ်လာရေးရပြီးတဲ့နောက်မှာလွတ်တော်တယ်မှာသူတို့ကတလိုင်းလို့မခေါ်ပါနဲ့မွန်လို့ခေါ်ပါဆိုအဲ့ကစားမွန်ဖြစ်သွားတာအရင်ကကိုလိုနီခေတ်တောက်လျှောက်ကိုယ့်ဘက်အပိုင်းညာမွန်တလိုင်းပဲခေါ်တယ်ဒါကြောင့်လို့ပြောရမယ်ဆိုတချို့ကအသားညူသွားတာကတလိုင်းနဲ့မွန်နဲ့စမ်းအဲ့ဒါမွန်စစ်တွေကဖြစ်တယ်ကရင်လိုပဲမသိရင်ကရင်ပဲထင်နော်အဲ့တော့အဲ့လိုရှိအဲ့တော့ဒါထားပါတော့ဒီပိုင်းအဲ့တော့ကျွန်တော်တို့ကဒီကနေ့ကိုလိုနီခေတ်မှာဆိုလို့ရှိရင်နော်ကျွန်တော်တို့ကိုလိုနီခေတ်တိုင်းပြည်တွေခေတ်ကိုပြောကြရအောင်ပြည်တွေခေတ်မှာဆိုကျွန်တော်တို့အခိုင်အမာတစ်ခုတိဆောက်ထားတာကတော့ဒုံချင်းပဲနော်ဒုံချင်းဒုံကြောင်းပေါ့ဒုံချင်းကကျွန်တော်တို့ပြည်ရဲ့အချက်ချနေရဒုံချင်းကနော်ဒါကစောလာသမိုင်းမှာရှိတယ်လို့ကျွန်တော်တို့ရဲ့ရှိလူကြီးရဲ့နှုတ်ပြောစကားလေးပါရှိနောက်တစ်ချက်လူတွေကနည်းနည်းလေးဝေဝါးနေတာရှိတာဒီညောင်လေးပင်ခရိုင်ဘက်မှာမုံကြောက်ကြီးအဲ့ဒီဘက်မှာကြောင်ပြာဆိုတဲ့ရွာတွေရှိတယ်နော်ကြောင်ပြာအဲ့ကြောင်ပြာဆိုတဲ့ရွာပကံဖြစ်နှောင်းပိုင်းနဲ့သူကခက်ပြန်တော့သွားကြအဲ့ဒီကတည်နေတယ်နော်အဲ့ဒါတည်နေတယ်ပဲအဲ့တော့ပကံပြက်ပြီးတဲ့နောက်ပိုင်းမှာနော်အသိခရာစောယုံကတော့သူကအင်းဝါကိုသွားတယ်မင်းကြီးညိုကတော့တောင်ကိုလာတယ်အဲ့တဲတဲ့ခါမှာသူ့မှာဟောအားမရှိတော့နောက်ဆုံးကြတော့သူကကြောင်ပြာနဲ့လာပြီးသွေးတောက်လို့အဲ့တော့ကျွန်တော်တို့ကရင်ဒီမှာသွေးတောက်တယ်ဆိုတာရှိတယ်နော်ဟိုမှာကျွန်တော်တို့တူဖွဲ့တယ်ခေါ်တူနော်နောက်အမျိုးသမီးနဲ့အမျိုးသားမောင်နှမဆိုမွေးဖွဲ့တယ်ခေါ်ဒါကြောင့်မို့ကျွန်တော်တို့ကရင်ဝေါ်ဟာရမှာမဟာမိတ်ကိုတူဝီလို့ကျွန်တော်ခေါ်တာအဲ့ဒီကိစ္စမဟာမိတ်ကိုတူဝီ line အဲ့တော့တူဝီလို့ခေါ်တယ်နော်အဲ့တော့ဒီတူဖွဲ့လိုက်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ဒီ
ကြောင်ပြာနဲ့တောင်နဲ့သူ့ဖွက်လိုက်တဲ့ခါကျတော့ကျွန်တော်ကရင်နဲ့ပြောလိုက်ရင်တပင်ရွှေကြီးကကရင်မဲဆိုတာဒါခေါ်လို့ရသူဖောက်မှာတောက်ကြတယ်မင်းမျိုးကငါမျိုးကမင်းမျိုးမင်းဒုက္ခရငါကူမယ်ငါဒုက္ခရမင်းကူတယောက်နဲ့တယောက်တစ္ဆာမပေါက်ဘူးဆိုတာဒါကိုသူဖွဲ့ဖွက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာသူကကြောင်ပြာနဲ့ပေါင်းအားရှိတော့မြောက်ဘက်ကဗမာရွာ3ယောက်ဝင်တိုက်ပြီးအားယူပြီးတခါအင်းဝေါက်ပြန်တိုက်တော့ပထမအသိကြီးအစောရုံးတဲ့ခဲ့တဲ့အင်းဝါပြက်ပြီးမှအဲ့ဒီတောင်ပေါ်ကပြန်သိမ့်ပိုက်လိုက်အဲ့ဒီအားကိုယူမှသူကဖန်တောင်ကိုပြန်တိုက်တော့အဲ့ဒီမှာသူကအားကြီးလာဒါတော့ထားတော့ဒါဒီပိုင်းသွားတော့ဒီလောက်ပဲဖြတ်ထားလိုက်အဲ့တော့ကျွန်တော်တို့ကအဲ့လိုကြည့်ခဲ့အဲ့တော့ကရင်တွေကပြောရမယ်ဆိုရှင်မြင်မရှိဘူးလားဆိုရှိတယ်ဒါပေမဲ့မြို့ပြနိုင်ငံခေတ်မှာပဲနော်ဟို city state ခေါ်တာမြို့ပြနိုင်ငံပြီးအဲ့ဒီခေတ်မှာကရင်ပြီးရှိခဲ့တယ်ဒါပေမဲ့ empire လက်နဲ့နိုင်ငံခေတ်ရောက်တဲ့ခါကျတော့ကရင်တွေကမုံအောက်ရောက်သွားတယ်ဗမာအောက်ရောက်သွားတယ်အဲ့တော့ကျွန်တော်တို့မှမရှိဘူးပျောက်တယ်အဲ့တော့ကျွန်တော်တို့ကရင်တွေမှာနော်1958ခုနှစ်ထိရှင်မြင်ရှိခဲ့တာတော့ကရင်တွေနဲ့ပဲနော်မိုးပြဲနော်ဒီနောက်မှဖဲခုံတို့ပါတော့အဲ့ဒီမှာကရင်တွေက1958ခုနှစ်ကျမှအိမ်ဆောင်တို့ရလက်ထက်မှာနော်အဲ့ဒီမှာအားလုံးသောဘွားတွေအာဏာစွန့်ခိုင်းတဲ့နောက်ပိုင်းကျတော့ကရင်ပြည်ဖြစ်တော့1958ခုနှစ်တည်ရှိခဲ့အဲ့တော့ကျွန်တော်တို့ကရင်တွေကကရင်မျိုးနွယ်ကအကြမ်းပြပြောမဲ့ဆို၄မျိုးရှိဘိုးကရင်သဘောကရင်ပွဲကရင်ဘိုးကရင်အဲ့တော့ကျွန်တော်တို့ကရင်တွေကဒီမှာများတာလူကြီးများတာဘိုးကရင်နဲ့သဘောကရင်ပဲများတော့ဘိုးကရင်နဲ့သဘောကရင်သမိုင်းလာရင်ကရင်သမိုင်းဖြစ်ပြီးမှပွဲကရင်ရဲ့သမိုင်းဟာကရင်သမိုင်းမဟုတ်တယ်လို့ဖြစ်သွားတယ်အဲ့တော့ငါတို့ကရင်တွေကမြို့ပြနိုင်ငံဖြစ်မှရှိခဲ့ပြီးနော်လက်နဲ့နိုင်ငံဖြစ်မှဘရင်မရှိတော့ဘူးဆိုဒီမှာပြောကြတယ်တကယ်ကဘရင်ကဝဲကရင်တွေတက်မှာရှိခဲ့1958မှာကြာမှာအဲ့မှာဟိုကအိမ်ဆောင်ဆိုရလက်တဲ့ဥနေဝေအိမ်ဆောင်ဆိုရလက်ထက်မှာသူတို့ကအာဏာကိုရုပ်သိမ်းလိုက်တယ်အဲ့ကြောင့်ကျွန်တော်သိနေတယ်ဘရင်ဆက်ပြတ်သွားတာအဲ့တော့လည်းသိရှိလို့ဒါကြောင့်ကျွန်တော်ကရင်သမိုင်းကိုပြောရတော့ဘိုးကရင်သဘောကရင်သမိုင်းလောက်တယ်သမိုင်းကိုပြောပါတယ်ပွဲတွေရဲ့သမိုင်းကိုလည်းကျွန်တော်ကြည့်ပါမယ်ဒါကိုကြည့်ပါအဲ့ဒါကြည့်ဖို့ဥမာကျွန်တော်တို့ကဒီတရားမသိကြဘူးအိုးတွေဘာကြောင့်တောင်ကြီးရောက်သွားရအိုးတွေမေတ္တာမှမလို့နော်အဲ့ဒီသမိုင်းရဘယ်မှာကြားလဲတော့ပတောင်းမှာကြားရင်ခဲ့တယ်ပတောင်းတော့ကရန်လို့ခေါ်တယ်ဒီကဲသူတို့အရင်တော့တထုံးမှာအတူတူကရင်နဲ့ကိုလုံးသူ့မိတာအဲ့ရွှေစနာပေကိစ္စနဲ့တိုင်းကြီးပြက်ပြီးမှအဲ့မှာကစက်မရထွက်ပြီးတော့ကရင်တချို့ကတောင်ပိုင်းကရင်တချို့ကအရှေ့ပိုင်းကရင်တချို့ကအနောက်ပိုင်းကရင်တချို့ကျတော့မြောက်ဘက်ကိုပြန်တက်သွားအဲ့ဒီမှာကရန်ကြီးကအဲ့ဒီမိုးပြဲနဲ့ပြန်ရောက်သွားတာကဒီတထုံပိုင်းပြန်တက်ပြီးသွားတာအဲ့တော့အိုးတွေကလည်းအဲ့ဒီချိန်မှာတက်ပြီးသွားလို့တောင်ကြီးကြောက်သွားတယ်ဒါကြောင့်မို့အိုးတွေကကိုရှိရပါတထုံဘက်မှာရှိတယ်တောင်ကြီးဘက်မှာရှိတယ်ဒါကတော့မကြည့်တော့ဘူးဒီပိုင်းအဲ့တော့အဲ့ဒါကိုကျွန်တော်သိချင်တာလည်းလို့ပြောတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကရင်သမိုင်းကိုပြောရင်ကျွန်တော်နဲ့တရားသမိုင်းကြီးအောင်မတူတာအဲ့ဒါခွဲခြားလိုက်တာကရင်မျိုးတွေက7မျိုးလောက်ဖြစ်သွားတယ်ကဲပူလို့ကဲပါလို့မတူလို့လို့နော်အဲ့ဒါလည်းဖြစ်သွားတာအဲ့သမိုင်းကြီးတွေကထိုင်းသမိုင်းကြီးတွေကကွဲတာကရင်4မျိုးပဲရှိတယ်ဘိုးကရင်သဘောကရင်ဘွဲကရင်နောက်ပြီးမှဘအိုးကရင်ဒီမျိုးအဲ့တော့ဗမာပြည်သမိုင်းကြီးတွေကဟောပေါ့ကျွန်တော်တို့ကတိဘက်တို့ဗမာအနွယ်ကနေကရင်ကဖွက်ထွက်တာထိုင်းသမိုင်းကြီးတွေကပြောတာကြတော့တိဘက်တို့ကလေးကနေဗမာဖွက်ထွက်တာအဲ့ဒီမှာပေါ့နော်အဲ့တော့ဦးဆုံးကတိဘက်တို့ Chinese အဲ့ဒီမှာနောက် Chinese ကဖွက်ထွက်သွားတယ်အဲ့တော့တိဘက်တို့ကလေးပြန်တိဘက်တို့ကလေးမှာကလေးကပြကြဖြစ်သွားပြီးမှတိဘက်တို့ဗမာပြန်အဲ့ဒါဟောအဲ့တော့တိဘက်တို့ကလန်းမှာဘယ်နှမျိုးရှိလဲဆိုတော့သကောကရင်ပိုးကရင်ဘွဲကရင်ပိုးကရင်၄ຫນွယ်ရှိဒါတက်ရှိပြအဲ့တော့အနေနဲ့နေမီဒေတာကွာဟောင်းကြတော့သကားလေးတွေကကွာကြတော့အဲ့မှာကျွန်တော်တို့ကမျိုးတွေက7တွင်တော့ဖြစ်သွားတယ်အဲ့ဒါကိုဒီကနေ့လက်ရှိဆိုရတာကရင်မျိုးနဲ့7တွင်ဒီနဲ့ထားပြီးပါဗမာပြည်မှာမျိုးတွေ135မျိုးရှိတယ်ဆိုတာဒါပဲတကယ်ကကရင်မှာမျိုးတွေကချုပ်တာ4မျိုးပဲရှိတယ်
အဲ့ဒါနော်ချင်းမှာအများဆုံးဖြစ်53ခုတော့နော်မျိုးနဲ့တကြောင်စကားတစ်မျိုးပြောတာကျွန်တော်ကရင်နေလဲပွဲတွေကဒီတိုင်းမှာတကြောင်စကားတစ်မျိုးပဲဒါပေမဲ့သူကပွဲရပွဲပဲပြောလို့ရနော်ဒါကြောင့်မို့ကျွန်တော်တို့ကသမိုင်းကိုလည်းလိုက်ပါအဲ့တော့ကျွန်တော်ပြောချင်တာတော့ဒီကနေ့ globalization ဖြစ်တဲ့ကျွန်တော်ပြောချင်တာတော့နော်ပထမတစ်ချက်ကလူတိုင်းခံရောငါတို့ကလူသားပဲဆိုတော့ခံထားတယ်ဒါပေမဲ့နော်ဟိုကွန်မြူနစ်စကားနဲ့ပြောရင်တော့လူသားသားဖိနှိပ်မှုရှိတယ်လူသားဖိနှိပ်မှုဆိုတာအသွင်အမျိုးမျိုးနဲ့ပြလူမျိုးနဲ့တစ်မျိုးတွေကတခြားလူမျိုးတွေကိုဖိနှိပ်တာလေဒါလူသားဖိနှိပ်မှုငါမျိုးငါသားပဲပေးတာလေဗမာပြည်တော့တပြည်လုံးကိုဟိုပြထားပြီးမှဟိုသိရမယ်ဆိုပြီးကျန်တဲ့လူမျိုးဟာစကားလည်းမပြောနဲ့သာလည်းမသိနဲ့အသိမှမပြုတာအဲ့ဒါလူသားပြတ်ဖွက်ချတယ်ဒါကြောင့်ဒီလိုဖွက်ချမှုရှိတဲ့ကာလအတွင်းမှာတော့ကျွန်တော်ပြင်ဆိုတဲ့လူမျိုးဟာလည်းလူမျိုးတစ်မျိုးအနေနဲ့ခိုင်ခိုင်မာမာရပ်တည်ဖို့ဟာသိကြည့်ပါဒီလိုအချိန်မျိုးမှာခိုင်ခိုင်မာမာမရပ်တည်ပဲနဲ့ငါတို့ကလူသားတွေပါဆိုတဲ့တမျိုးတည်းကိုတတ်မှတ်လိုက်တော့ကျွန်တော်တို့ဇာတိမှန်နေဘုံပြတ်သွားတယ်အဲ့တော့အမျိုးသားအမည်နဲ့လူသားအမည်ကိုကြည့်တဲ့နေရာမှာလူတွေကမတူကြဘူးဗျတိုင်းကြီးပြည်ကြီးတွေကြတော့သူတို့ကမဟာတွေတခြားလူမျိုးတွေပေါ်မှာဟိုပေါ့လောင်မှုကြီးအဲ့တော့တိုင်းပြည်မှာလည်းဒါတိုင်းလူကြီးများတဲ့တိုင်းပြည်ကြီးတွေနဲ့လူကြီးနေတဲ့တိုင်းပြည်ဆိုရင်လူကြီးနေတဲ့တိုင်းပြည်ကခံရရအောင်လားအဲ့မှာမျက်ချက်စညီကြီးတွေလောက်ကြတယ်နောက်တစ်ခါတိုင်းပြည်ရှိတဲ့လူမျိုးနဲ့တိုင်းပြည်မရှိတဲ့လူမျိုးမှလည်းပြတ်လာတယ်တိုင်းပြည်ရှိတဲ့လူမျိုးကသူ့ရဲ့ယဉ်ကျေးမှုစာပေကိုသင်ကြားခွင့်ပေးပြီးမှတိုင်းပြည်ရှိတဲ့တိုင်းပြည်မရှိတဲ့လူမျိုးတွေကမင်းတို့သားတွေကအလကားမင်းတို့စကားတွေကအလကားလို့ဖြောက်ပြက်ချင်တာလေဒါလည်းလူသားဖိနှိပ်မှုတစ်မျိုးပဲဒါကိုကျွန်တော်တို့ကတော်လာရပါအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအမျိုးသားရေးစိတ်ကလေးဆိုတာအချင်းချင်းခံနဲ့ဖြစ်ပေါ်လာရတာနော်ပြောရမှာဆိုဖိနှိပ်မှုရှိလို့တွန်းလာမှုရှိတာမျိုးနွယ်တစ်ခုကမျိုးနွယ်တစ်ခုဖိနှိပ်နေဒါအမျိုးသားရေးဥစ္စာကိုပေါ်လာတယ်လူသားသားတရားကတခြားလူသားသားတရားကိုဖိနှိပ်မှဆိုရင်ဒါလူသားသားတော်လာကြီးပေါ်ပေါ်တာအဲ့ဒါကြောင့်မို့ဒါတွေကိုလည်းကျွန်တော်တို့ကသိချင်တာလည်းပြုလို့အဲ့တော့ကျွန်တော်တို့ကိုလိုနီခေတ်မှာကျွန်တော်တို့ပြည်နယ်ထူထူထောင်ထောင်ဖြစ်လာနော်ဝနာလူငယ်တွေနဲ့ဆက်ဆက်ရအောင်ကျွန်တော်တို့ရဲ့အရေးကြီးဆုံးလူငယ်ကြီးဥဆုံးလူငယ်ကြီးကတော့ဆရာကြီးတမ်းပြပဲသူလည်းလူငယ်ဘဝမှာအမေရိကန်ပြည်မှာစားတယ်သွားတယ်သူကလည်းသဘောပေါက်လာတယ်ငါတက်လည်းစာတက်လို့ဖြစ်ဘူးပြည်ရင်စာတက်မှဖြစ်မယ်အဲ့မှာသူကခက်ပြန်ပေါ့ပုဂ္ဂိုလ်တွေနဲ့စီယုံကြီးမှာအဲ့မှာ TNA ဆိုတဲ့နော် Transnational Association ကိုဖွဲ့စည်းမှာကျွန်တော်တော့ဘူးနော်အတင်းကြီးကိုဖွဲ့ပြီးမှာအဲ့ဒီမှာပထမတော့သူတို့ကခရိယာတွေပဲခရိယာသာနာပြုလက်ဖြစ်တဲ့စာလည်းတင်ပြီးတယ်ပေါ့ကြာလာတော့သူကဗုဒ္ဓဘာသာတိုင်းမှာဒီကျောင်းကြီးမှာပြန်ဝင်လာဒါကြောင့်ကျွန်တော်တို့ကိုလိုဒီခေတ်ကဆိုကျွန်တော်ကရင်ကြီးပိုးကရင်ဖြစ်စကောကရင်ဖြစ်တရားဝင်အစိုးရရဲ့အတိအမှပြုခံရတဲ့ကျောင်းကြီးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရင်ကျောင်းတွေမှာဆိုရင်ကရင်စာဗမာစာအင်္ဂလိပ်စာ၃ပါးကျွန်တော်သင်တယ်အဲ့တော့ဒါကြောင့်မို့ရှေ့ကိကကျွန်တော်ကရင်ကြီးတွေကဗမာစကားပြောမလားကောင်းကောင်းကြွကျင်တယ်ကရင်စကားပြောမလားကောင်းကောင်းကြွကျင်တယ်အင်္ဂလိပ်စကားပြောမလားကောင်းကောင်းကြွကျင်ကျွန်တော်ခင်မှာအဲ့လိုမဟုတ်တော့ဘာကြောင့်လဲမသိရဘူးဒါကြောင့်ရှေ့ကိကကရင်ကြီးတွေကစကားပြောအိုင်းနာထောင်ပေါ်တယ်ခင်ဗျားတို့မီလာမသိနော်ကျွန်တော်တို့တော်တော်မြင်ခဲ့တယ်စကားပြောအင်္ဂလိပ်လိုပြောမလားချောနေရကရင်လိုပြောမလားချောနေရဗမာလိုပြောမလားခလေးတွေခေါင်းဆိုင်တာလို့နားထောင်အကုန်ရတယ်ဒါကြောင့်ပညာရေးစနစ်ကပေါ်ထွက်ဒါကြောင့်ဒီကနေ့ KNU မှာကျွန်တော်ဒီကနေ့ဒီပညာရေးစနစ်ဆက်လက်ကျင့်သုံးတယ်အဲ့တော့ကရင်စာဗမာစာအင်္ဂလိပ်စာဒီကနေ့ကျွန်တော်ဆက်လက်ကဆွဲထားတယ်ဒါပေမဲ့ခင်းနဲ့ပြီးတဲ့နော်ကျောင်းသားဘုံပြုပညာရေးစနစ်ကိုကျွန်တော်တို့ကပြောင်းလိုက်လက်ရှိဒီမှာရှိတဲ့အစိုးရကဆရာဘုံပြုပညာရေးစနစ်ကိုကျွန်တော်ဆက်လက်သုံးဆွဲနေတယ်အဲ့တော့ဒီပညာရေးစနစ်ကိစ္စဒီကနေ့ကျောင်းသားလူငယ်တွေဆန္ဒပြလာတာကျွန်တော်တို့ KNU ရဲ့ပညာရေးစနစ်နဲ့သူတို့ပြလာတယ်တော့ကြိုက်တော့ဒေါက်တာသိန်းလူမျိုးဆိုတာဒီမှာအကျိုးတူတွေကလည်းကျွန်တော်တို့နဲ့ကြိုက်တယ်ဒေါက်တာသိန်းတွေကိုယ်တိုင်ကျွန်တော်တို့ရဲ့ KNU ရဲ့ပညာရေးစနစ်ကိုသိမှပြီ
ဒါကြောင့်ဒီမှာတော့ရှိကြပါစေတော့သူတို့ကလို့လုပ်ကြကျွန်တော်တို့ကရှိပြီးသားအဲ့တော့အခုအဲ့ဒါတွေပဲကျွန်တော်နယ်လဲကိုဒီအကြောင်းဆရာမတွေထိုးဝင်တယ်ကျွန်တော်တို့ကပြန်မောင်းထုတ်တယ်မောင်းထုတ်မှာပေါ့သူတို့ပညာရေးစနစ်ကြီးနဲ့ကျွန်တော်တို့ဝါမျိုးလို့ပေးရကျွန်တော်မှပညာရေးစနစ်ရှိတယ်ကျွန်တော်တို့မှ KNU မှာဟိုတပုံထပြီးမှပေါက်တကိရလုပ်နေတာမဟုတ်ကျွန်တော်တို့မှလေယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့မြေယာ policy ကျွန်တော်တို့မှအတိအကျရှိတယ်တစ်တော်ဌာနနဲ့ပတ်သက်တဲ့မြေတော်တစ်တော်ဌာန policy အတိအကျရှိတယ်နော်လာမတ်သက်တွေနဲ့ပတ်သက်တာအတိအကျရှိတယ်တတ်တူတွေအတိအကျရှိတယ်ကျွန်တော်တို့မှနော်ပညာရေးမှလည်းအတိအကျရှိတယ်ကျွန်တော်တို့မှအကုန်လုံး14ဌာနရှိတယ်ကျွန်တော်တို့မှအဲ့ဒါတွေကိုကျွန်တော်ဌာနဖွဲ့ပြီးအလုပ်လုပ်တည်ရည်တော့ဒါကြီးကလည်းကျွန်တော်ကိုလိုနီခက်ကချက်တယ်ဆရာကြီးတွေကနော်ကျွန်တော်တို့အင်္ဂလိပ်ဖြစ်တယ်ကျွန်တော်တို့1920မတိုင်မီတွေကကျွန်တော်တို့ဟောလောက်လာကျွန်တော်ကရင်စာတင်လာနော်အဲ့တော့ဘိုးကရင်စာလည်းဒီလိုပဲဘိုးကရင်ကသာတော့အဓိကမြောင်းများဒီရောက်ပုံမှာလည်းဘိုးကရင်ဟောရှိတယ်နော်အဲ့တော့ကျွန်တော်တို့သဘောကရင်ကြတော့ကျွန်တော်တို့ဒီမော်လမြိုင်နဲ့ပတ်သက်အဲ့ဒါကအခြေခံအဲ့တောက်မှုကြတော့အဲ့ဒါကျွန်တော်တို့သဘောကရင်လို့တုံညာဘွဲတွေလည်းရှိအဲ့တော့ကျွန်တော်တို့ကိုလိုနီခေတ်ကကိုကြီးကျွန်တော်ကရင်တွေထူးထူးထောင်ထောင်နေကြီးတွေပြောရဆိုရင်ပတ်သက်ရဲ့တောင်ရဲ့မော်လမြိုင်ရဲ့နောက်ပြီးမှရန်ကုန်ဒါကရင်တွေရဲ့အချက်ချနေရရန်ကုန်မြို့ဟာအခုကရင်တွေကကြောင်ကပ်ကုန်ပြီအရင်တော့ကရင်တွေပဲနေခဲ့တယ်အဲ့တော့ဒီမှာအင်္ဂလိပ်ကိုလိုနီခေတ်မှာစိတ်ကကြီးလှုပ်လိုက်တဲ့အခါကျတော့ကရင်တွေကအင်းစိန်ရောက်သွားအရင်ကရန်ကုန်မှာပဲအင်းစိန်ရောက်သွားတယ်အင်းစိန်မှာပြန်လှုပ်လာတယ်အခုအင်းစိန်မှာလည်းကရင်ကတူတူပြည့်ပြည့်ဖြစ်သွားတယ်အဲ့လိုဖြစ်တာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ခက်စနစ်ကနော်ဝါမြမှုအနေကြည့်မှုကိုကျွန်တော်တို့အများဆုံးခံရတယ်အဲ့တော့လည်းနားလဲပါဒါကြောင့်နောက်ပေါက်ကရင်လူငယ်တွေဆိုရင်ကရင်စားလည်းမတတ်တော့ကရင်စကားလည်းမပြောတတ်ဘူးကရင်ဆိုတာခံကြတာကိုတော်တော်ကျေးဇူးတင်ရနော်တော်တော်ကျေးဇူးတင်ရဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီကိုလိုမီခိကဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်တက်တူမှာဆိုရင်ကျွန်တော်ခုစကောလက်တော်ရဲ့တမိုင်းစာအုပ်ရပြောလို့ဆိုရန်ကုန်တက်တူမှာတက်တူကျောင်းကအများဆုံးကရခိုင်ကအများဆုံးနဲ့ရခိုင်ကပညာတတ်အများဆုံးပေါ်မှာပြီနော်ဒုတိယကကရင်ဗမာကဘာကြောင့်နေရလဲဆိုတော့အဲ့မှာဝန်တန်မှုစိတ်ဓာတ်နဲ့အမျိုးသားကျောင်းတွေပေါ်ထုတ်လိုက်တဲ့အခါကျတော့သူတို့ကအမျိုးသားကျောင်းမှာသွားတက်ကြတော့တက်တူမှာတိတ်လို့ချီတော့ဒါကြောင့်မို့ကျွန်တော်တို့ဒီဟာကြီးဟာပြောရမှဆိုလို့ရှိရင်ရန်ကုန်တက်တူကအရင်ကတက္ကသိုလ်ကျောင်းသားအများဆုံးပါရခိုင်ဒုတိယကကရင်ကျန်တဲ့ဟာတွေကတော့အဲ့လိုချီတယ်နော်ဒါကြောင့်ကျွန်တော်ပညာရေးကအဲ့လိုကပညာတတ်တွေအိုက်ပေါ်တယ်ဗျနဲလာဘူးနော်ဒါကြောင့်မို့လဲကရင်ကောင်းဆောင်များနေရာတိုင်းကနေထွက်ပေါ်လာကြတာအဲ့ထွက်ပေါ်လာကြတော့ကျွန်တော်တို့ဒီကရင်တွေကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဗတိတရခေတ်မှာဆိုကရင်ကိုကရင်ရိုင်းလို့ခေါ်တယ်နော်ဒီကနေ့ဒီခင်ဗျတထုံထဲမှာသွားမေးကြည့်အရိုင်းတွေတောင်ပေါ်ဆင်းလာပြီးတော့ပေါ်တော့ဒါကရင်ချင်းကိုခေါ်နေတာနော်အရိုင်းဆိုတဲ့စကားအချီတော့ဘူးတည်းချစ်ခိကဆိုကရင်ရိုင်းမဲ့ခေါ်တယ်ကရင်ကိုပေါ်နော်ကရင်မလေးကဘယ်လောက်ကြောဒီနန်းတော်တွေကိုပေါ်သွင်းလို့မရဘူးမောင်းထုတ်ခိုင်းရနော်အဲ့ဒါလေသမိုင်းကြီးရှိခဲ့တယ်အဲ့ဒီသမိုင်းကြီးကဇာတ်လမ်းကြီးရှိအဲ့တော့ဥနေဝင်းလက်ထက်ကြတော့ဒါတွေကအမျိုးသားတိုင်းရင်းသားတွေစီးလုံးညီညွတ်မှုပြိုကွဲစီလို့ဆိုပြီးမှဒါတွေကိုမလုပ်ရဆိုမှတတ်ထားလိုက်တော့ကရင်တွေကလည်းသိတော့နော်အဲ့တော့ပြောရလဲကျွန်တော်ကကြွားရအောင်မယ်အခုနော်မိမလာကျွန်းမြို့ဝကျွန်းပေါ်မှာရှိမိမလာကျွန်းအဲ့ဒါကရင်မလေး3ယောက်ပဲနော်မိမလာကျွန်းအဲ့တော့ကရင်မလေးဒီချောတာအဲ့မှာဟောနော်ဒါမျိုးကြီးရှိခဲ့တယ်ဟိုရှင်ကြီးလေရင်ကမင်းရှင်ကြီးတမိုင်းအဲ့ဒါခင်ဗျားတို့သိနေပြီအဲ့တော့ရင်ကမင်းရှင်ကြီးကဘာလို့ဘိုးမရှိတာမို့ကရင်မလေး3ယောက်ကလုပ်ပေးနေအဲ့ဒါလည်းပဲသူကရင်ကနိုင်ပိုင်ရှင်ကြီးကဟောတာရှိသူတမိုင်းရတယ်တိုက်ရှိအဲ့လိုမျိုးကြီးနော်အခုဈေးမဲ့တို့ဘာလို့မှသူလဲတချင်းဆိုတဲ့ကပါကျွန်တော်ချမ်းလို့တော့သိပြီဆိုတော့ဘူးနော်အဲ့ဒါမှကရင်မလေးတွေချောပါတယ်ဆိုတော့သူတို့အမြဲဆိုနော်ချောလာအခုမှဒါမချောမလာတာတော့ဘယ်လိုပြောင်းလဲစက်တိစကျဲနေဖြစ်သွားတာဟုတ်ကဲ့နော်အရင်တော့ကရင်စစ်စစ်ပြတော်တော်ချောတာနော်အစကျဲဖြစ်သွားပြီဆိုရင်တော့ငန်းတော်ကြားဖြစ်သွားတာအဲ့လိုမျိုးတွေဖြစ်တာတော့ကရင်လေးတွေကအရမောင်းနဲ့ကောင်းတယ်သူကနော်
ကျွန်တော်တို့ဒီပေါ်တူဂီတွေကျွန်တော်တို့ဒီပသိမ်တို့ဘာလို့ရောက်ကားဒီကားဆိုရင်သူတို့ကြပြောတာအသားပြပြအရာရှိရှိအရာမောင်းကောင်းနေသူတို့ဝတ်ထားတဲ့အဝတ်ကညဝတ်အင်ကြီးနဲ့တူတယ်ဒါမျိုးတွေသူတို့သမိုင်းမှတ်တမ်းရေးခဲ့တာရှိတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ကရင်တွေကအညံ့မဟုတ်ဘူးဒါကြောင့်ကျွန်တော်ခင်မှာကရင်တွေမညံ့ကြပါဘူးအဘိုးဘွားတွေလည်းတော်တော်လုပ်ခဲ့တာကျွန်တော်ခင်ကြမှာကရင်ညံ့တယ်လို့သမိုင်းကရိုက်နေကျွန်တော်တို့နော်အဲ့တော့ကျွန်တော်တို့ဒီအတင်းပွဲတွေကလည်းကျွန်တော်တို့အဲ့မှာတော့ဒီတည်ရှိတော့ဥသောကျွန်တော်တို့ကရင်မျိုးသားတွေကိုစုစည်းရတဲ့အတင်းကတော့ KNA ပဲဒေါက်တာတင်ကြီးနော်ဒါဆရာတီတံပြာတို့အဲ့တော့သူတို့အဲ့ဒီခေတ်ကဆရာကြီးတို့ကျွန်တော်တို့ကကျေးဇူးတင်ရမယ်သူတို့လည်းအဲ့ဒီလုံးကလူငယ်တွေပါနော်သူတို့ပညာတတ်ရုံနဲ့မပြီးဘူးဒုက္ခိနေပညာတတ်မှဖြစ်မယ်ဆိုအဲ့မှာအများကြီးကရင်တွေပညာတတ်ပေါ်လာနောက်ပိုင်းကျတော့ဒါသမအောင်လူတွေကဆိုပေါ်လေနိုင်ငံခြားမှာပညာတော်တင်ညာပြုကြဒါတွေဖြစ်လာနော်ကျွန်တော်တို့ဒီပြောရမယ်ဆိုလို့ရှိရင်လည်းအဲ့ဘုံဘွေဘာမှကုန်ပြီးရတက်ပြီးလောက်ကြပြုကြတော့ကရင်ကဆင်ပိုင်တော့ဘူးနော်ကရင်ကဆင်ပိုင်တယ်ဘုံဘွေဘာမှလည်းတက်ပြီးဆွဲတဲ့နေအဲ့ဒီတော့ရေဂျာကြီးတွေရှိတယ်စက်ကြီးချင်းဟူအားကိုရအဲ့ဒီခေတ်ကတက်ပြီးကြီးတွေကလည်းကြာအချင်းရ10ပေလောက်ရှိတယ်6ပေ10ပေတော့ဟိုလုံးပါကြီးတဲ့ဟာချင်းပြောအဲ့ဒါကြီးတွေဆိုတော့ဆင်ရ2ပေါင်3ပေါင်ဆိုရနော်အဲ့ဒါကြောင့်တောင်းမှာအဲ့မှာဒီတစ်တွေဆွဲနေကရင်တွေကတထေးတွေဖြစ်လာတိကူနော်အဲ့တော့တိကူသားဆိုရင်ဟာကရင်ကောင်မလေးတွေတစ်ချစ်ကြနော်ထမ်းတာတော့တိကူသမီးဆိုလဲကရင်ယောက်ျားလေးတွေဝိုင်းမှပူကြတာဒါမျိုးတွေကတောင်းမှာဖြစ်စားတယ်နော်အဲ့တော့မြို့မကျုံးပေါ်ကြတော့ကျွန်တော်တို့လက်ပိုင်းကြီးတွေချင်းတွေကအစပိုင်းမှာတော့ကျွန်တော်တို့တော့မရှိပါဘူးဓမ္မဥကျစနစ်နဲ့တထုံးထုံပေါ်တာဧက20မင်းတို့လောက်ကြလုံးလို့ရတဲ့ညာငါတို့ကဘိုးဘွားပိုင်တိတ်မှပြုတ်ပြီးမယ်ဆိုကရင်ကဖုတ်ပြချင်းတော့ဧက20ဒီဟာတထုံးထုံပေါ်တာပေါ့သူရချပြီးတယ်ပထမကဘာစစ်ဖြစ်နော်1914 18အဲ့တော့ပထမကဘာစစ်တော့စစ်သားလူလာတော့ကရင်ကြီးဆွဲတာအဲ့တော့သူတို့ကဘာပြောလဲဆိုတော့မင်းတို့လောက်ကြတိုက်ပြီးစစ်ပွဲပြီးလို့ရှိရင်မင်းတို့ကိုလက်မြေပိုင်ဆိုင်ခွင့်ပေးမယ်လက်မြေပိုင်ဆိုင်ခွင့်ပေးမယ်ဆိုတော့ကရင်တွေကလောက်တော့ပေါ့လက်မြေကြီးရတာပေါ့အလကားကြီးရတော့ကရင်ဆိုတော့ကောင်ကတိတဲ့တိုင်းမှာသိမ့်မှတန်ဖိုးမထားပဲအဲ့တော့တာမြကြီးကအကုန်လုံးဝယ်လိုက်တော့စီပေါ်နဲ့ဝယ်လိုက်တော့တာမြကြီးမြေပိုင်ရှင်ဖြစ်တော့နော်အဲ့ဒါနဲ့စောဘောက်ကြီးထွက်လာဒါမျိုးကြီးရှိတယ်အဲ့တော့ကျွန်တော်မြေပိုင်ရှင်ကြီးတွေပေါ်လာတယ်ကျွန်တော်တို့ကိုလိုဒီခေတ်မှာပဲတစ်တထေးတွေတောင်ဘက်မှာပေါ်ထွက်လာတာပဲကိုလိုခေတ်မှာကျွန်တော်တို့ကအဲ့ဒီရှိဝါရီနဲ့တက်တိုက်ကျွန်တော်လာကြတယ်ဒါကြောင့်နိုင်ငံရေးအသင်းပွဲတွေလည်းကျွန်တော်ဖွဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ကရင်ကမှတ်တမ်းပြုစုတဲ့နေရာအားနေတယ်နော်ဒါကြောင့်မို့ BKN ဒီဘယ်တော့မှဖွဲ့တယ်လုတ်ခွေးနေရနော်အဲ့တော့1928အဲ့ဒီမှာ YMP ကဖေယိုပြဲဖြစ်လို့သာဖို့တိုးလက်တယ်ဖေယိုပြဲဖြစ်တော့ကရင်ကစိတ်ညစ်ပြီးမှ BKN ဒီဆိုမှကရင်ဘုရားဘာသာကလျာဏယူဝနေပြတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ရဲ့ဒီသမိုင်းမှတ်သားဆောင်မှကြည့်လဲအဲ့ဒါရှာအဲ့လိုကြည့်တယ်နော်အဲ့တော့ကျွန်တော်တို့ KYO တကယ်ပွက်လာတာလဲကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်1930ခေါ်တော့ပြအဲ့မှာအာရှလူငယ်ပွက်တယ်ဆိုတာဘုရားအောင်သားလူကသာအဲ့ဒီမှာပါတဲ့အချိန်မှာကရင်တွေကလည်း KYO ပွက်လာမှတ်တမ်းရှိတယ်မှတ်တမ်းတော့ရှိတာ1945ကျမှတော့မှတ်တမ်းရှိတယ်မုံမာမီကရင်ပြန်လဲအစ်ပွက်ကြီးတဲ့အခါမှာမှတ်တမ်းရှိတယ်KCU ကိုထောက်ပြီးပြိုးဆိုအဲ့လိုဖြစ်တယ်ဒါကရင်တွေကမှတ်တမ်းအားနေတယ်တော့ကျွန်တော်တော့ပြောတာပဲကျွန်တော်လည်းမှတ်တမ်းအားနေတယ်ကရင်သွေးပါလို့လားမှတ်တမ်းအားနေတယ်နော်ဟိုကျွန်တော်ဒီကြားထဲမှာဒါတော့ပြဿနာလေးတွေကျွန်တော်ပြောတာပါဒီမျိုးဒီလိုတော့မဟုတ်ပါဘူးမွန်နဲ့ကရင်နဲ့မြေယာပြဿနာတွေတက်လာတဲ့အခါကျတော့မွန်နေရနေ့စွဲရက်စွဲနေရာနဲ့မှတ်တမ်းနဲ့အတိအကျကျွန်တော်တို့ရေးတယ်ကရင်ကနေ့စွဲလည်းမှတ်တမ်းလည်းမရှိဘာသာလည်းရွေးချချအဲ့တော့တရားပေါက်နဲ့ဝင်လိုက်တဲ့အခါကျတော့ကရင်ရှုံးတာဒါလက်တွေ့ဒါကျွန်တော်ခင်လက်တွေ့ဒါကြောင့်ကျွန်တော်တို့မှတ်တမ်းပြုစုကိုရေးကြည့်ရဲအဲ့ဒါရေးကြပါစာရေးဝါဒပါနော်အခုကမောင်စင်ကျတယောက်တော့မညွတ်မောင်မောင်စင်ကျရတော့သူကတော့ရေးတယ်ပေါ့သူကအရင်တော့ဖသပရနဲ့ပေါင်းပြီး KNU ဘယ်လဲပါလဲရှောက်လို့နောက်ကျတော့ဒီဘက်ကသူ့ကန်ထုတ်လိုက်တော့ KNU ဖြီရောက်လာ
သူကရှက်ကိုရှက်ကလည်း Australia ပြေရောဒါမျိုးတွေဖြစ်တာတမိုင်းကလည်းဟိုကုန်ဒီကုန်မကောင်းဘူးနော်ကျွန်တော်တော့ရိုးရိုးပဲပြောပြရစီနောက်မှလည်းတမိုင်းကြီးတဲ့နေရာမှာလည်းကိုလိုတဲ့ခါကျတော့တမျိုးရေးပြီးကိုမုန်းတဲ့ခါတမျိုးရေးတာလည်းမကောင်းဘူးကွာအဲ့ဒါတွေကိုလည်းသိရှိနားလည်ထားဖို့ကျွန်တော်ပြောတယ်နော်တမိုင်းကတမိုင်းတိုင်းဖြစ်စေကိုမကောင်းလည်းမကောင်းလို့ပေါ့နော်အဲ့တော့ကိုကောင်းရင်လည်းကောင်းတယ်သူများမကောင်းလည်းမကောင်းလို့ကောင်းရင်လည်းကောင်းလို့အဲ့လိုလုပ်ဖို့ဒီကိုတမိုင်းရေးလို့လုပ်တယ်ဒါမှနောက်လာနောက်သားတွေကအတိအကျလုပ်ပြီးမှကိုအားနဲ့ချက်ပါတယ်ကိုအားသာချက်ပါတယ်ကိုကြားလို့ရကင်ရလည်းရေးလိုက်ဗမာမကောင်းဗမာလည်းရေးလိုက်ကင်ရတခုမှမဟုတ်နဲ့ချက်နောက်လိုက်အင်္ဂလိပ်ကမြောက်ပြီးလို့တော်လာရေးလို့ရအဲ့ဒီနှစ်ခုစလုံးကမမှန်ဘူးဗျပြဿနာဒီလိုတမိုင်းကိုဇောက်ပြီးဇောက်လို့ဟိုဇောက်ကပ်ပြီးမှဆန္ဒဆွဲနဲ့ရေးတာတွေကအဲ့ဒါမကောင်းဘူးနော်အခုကျွန်တော်တို့အဲ့ဒါတွေကသိရေးကြည့်တယ်အဲ့တော့ကျွန်တော်တို့ကိုလိုနီခေတ်ကကျွန်တော်တို့အင်္ဂလိပ်လိုတက်လာဟိုစာပေတွေတက်လာတော့ဘာဖြစ်လာလဲဆိုတော့ကရင်နေရအရင်တော့ဗမာပြည်သူတွေလက်ထက်မှာဆိုကရင်နေရသူများကြုံဘူးဗျကြုံတယ်သူများခိုင်းနေသူလောက်ရတယ်ကိုသမီးတုံးနဲ့ဓာတ်နဲ့သွားရတာနော်ဘယင်ကဓာတ်ပေးတာမဟုတ်သမီးကျွေးတာမဟုတ်ဘူးကိုသမီးတုံးနဲ့သွားကြလောက်ကြပြကြကရင်ကကြုံလို့ပဲဖြစ်အင်္ဂလိပ်ကရောက်လာတဲ့အခါကျတော့ကရင်ကကြုံတော့ကြုံပဲဗျဒါပေမဲ့အင်္ဂလိပ်ကလာကလေးပေးတယ်ဆန်ကျွေးတယ်သမင်းပေးတယ်အလုံးလုံးကစူးတွေပါလေနော်မညှိစွန်းရအောင်မထိုးမိအောင်ဖဏတ်တွေပေးတယ်ဘောင်းတွေပေးမှအဲ့ဒါမင်းလောက်ကြနေဟန်ကြတာကြုံတော့ကြုံပဲဗလေဒလိကလက်ထက်ကကြုံဟာပုတ်မစ်ကိုစားပြီးကြုံခံရတယ်အင်္ဂလိပ်ကိုလိုနီလက်ထက်ကျွန်တော်ကရင်ကြုံဟာတခင်ကကိုကျွေးမှကိုကကြုံလို့လောက်ရကြုံရင်ကြုံတူပြီမဲ့ဟုတ်ဘိုးလေးတင်ပြောလို့ပေါ့ငါကတော့ကြုံရင်ကြုံလို့ပဲခွေးပြမဲ့အတူတော့ငါကတော့ဘိုးခွေးပဲပြစ်ချင်တယ်ဘိုးခွေးကပေါ့ပုံစားရတယ်အယိုးကိုက်ရတယ်ကောင်းကောင်းမွန်မွန်ပကံလေးစီကြောပြီးကျွေးတယ်ဗမာခုပြရတာကြတော့ဒီတိုင်းမဲ့ထမင်းရေတောက်ရတယ်မြေကြီးပေါ်ပုတ်ကျွေးတယ်ဒါဘိုးလေးတင်ပြောတော့ကျွန်တော်ပြန်ပြောတာတော့ကျွန်တော်ပြောတော့မဟုတ်ဘူးလည်းမရှိတော့ပါဘူးဘိုးလေးတင်နော်ညောင်ပြရေလေးနဲ့တောက်လိုက်အောင်အဲ့တော့ကျွန်တော်တို့ကအဲ့မှာသာသပိစာတွေအများကြီးပေါ်လာတယ်ကရင်နေအစိုးရမှုကတိတ်မလုပ်ချင်ဘာလုပ်လဲစာတလာကျောင်းဆရာမလုပ်တယ်နောက်ဘာလုပ်လဲဟိုသာနာပြုခရိယာသာနာပြုသွားတယ်ချင်းတောင်သွားတယ်ကချင်းရှာအကုန်ကွာနေလာဟုဂျားအကုန်ချုပ်သွားတယ်နော်ဒါကြောင့်မို့ဒီလူမျိုးစုနယ်မြေတွေမှာကြည့်လိုက်ကရင်ကိုတို့ကတော်တော်ပညာတတ်ကြီးပဲထင်တာကရင်တွေကနော်ချင်းတော်မှာဆိုရင်ဟာကရင်တွေကဘုရားသားတော်ပဲဒါမျိုးမြင်တော့ခရိယာနေများတာသူတို့ကကရင်မှာဗုဒ္ဓဘာသာမရှိတော့ဘူးကိုဒီတိုင်းထင်တာသူတို့ကဒီရောက်တဲ့ကမှာဗုဒ္ဓဘာသာအုပ်ကြီးတွေမှာဟာမင်းတို့လည်းနဲတာမှမဟုတ်ဝဲကရင်ဗုဒ္ဓဘာသာအုပ်ကမင်းတို့ခရိယာတော့သူတို့နည်းနည်းလေးပဲရှိတာပဲဒီလိုတော့ပြင်တာနော်အဲ့တော့ကျွန်တော်တို့ကအဲ့သာနာပြုတာတွေတော့သူနာပြုဆရာမတွေကရင်တွေကဒီလိုပြကျွန်တော်ရိုးရိုးပဲပြောပြရတယ်နော်ဒါပုတ်ကလည်းမဟုတ်ဘူးကရင်မျိုးသမီးတွေကသူကလူမမာတွေလူကြီးရွယ်ဦးပြုစုတာဝါဒနာရှိတယ်သူကအဲ့တော့အဲ့ခေတ်ကာလဆိုရင်အင်္ဂလိပ်ခေတ်ကဆိုလို့ရှိရင်ဗမာမျိုးသမီးတွေကမလုပ်ချင်ဘူးဗမာမျိုးသမီးကလူတကာဟိုယောက်ျားကကြိုက်ကြရတဲ့အတွက်ရုပ်ညံ့တယ်ပြစ်ဒဏ်နဲ့ဘာမှမကွာဘူးဒီတိပြောတယ်ဒါကြောင့်သူတို့သူနာပြတယ်လုံးဝမဟုတ်ဘူးဗမာမျိုးသမီးရလာတယ်နော်အဲ့တော့ဒေါက်ခင်ကြီးကဘာလိုမျိုးလဲဆိုတော့ကျွန်တော်စဉ်းစားပါအဲ့လိုဖြစ်တာအဲ့တော့ကျွန်တော်တို့ကအဲ့ဒါလို့တော့အပြိုဘွားမှာတော့ဟုတ်တာပေါ့ဘူးကစလိုက်ဒီကစလိုက်ဘူးဒါပေမဲ့အသက်ကြီးသွားလို့သူကကလေးကလောက်တွေနဲ့ရပြီးရွာတွေမြို့တွေမှာနေတဲ့ခါကျတော့ကလေးမွေးချင်ပြီဆိုပြီးဆရာမလာပါဦးကရင်မပဲသွားရတာဘိုးကဖျားပြပြီလို့ဆရာမလာပါဦးကရင်မပဲသွားရတာအဲ့တော့ဘာဖြစ်လာလဲလူမှုရေးလောကကရင်မျိုးသမီးတွေကနေရာတိုင်းမှာဟိုဘာပွဲလုပ်လို့သူတို့ဖိတ်ခေါ်ခြင်းခံရသူတို့လေးစားခြင်းခံရဒါအသက်ကြီးလာတဲ့ပိုင်းအဲ့တော့ကျွန်တော်တို့ကကိုလိုနီခေတ်မှာဆိုပြီးနေရာပါလီနဲ့နာမည်ကျော်ကြားတယ်ခရိယာသာနာပြုကျောင်းဆရာမသူနာပြုဒါတွေကဒီလုံးသွားပြီးမှနေရာအနှပြမှာလုံတော့ကရင်နေရာနာမည်ကောင်းကရင်နေရာရိုးတယ်နော်ရိုးတယ်အဲ့ဒါရိုးတယ်ပြောတော့နော်ဒါပေမဲ့
ယူတွေရဲ့နောက်ဘက်မှာသူတို့ချုပ်ွက်ထားတယ်ဆိုတော့ကရင်ကိုလိမ်လို့ရအောင်နော်ကရင်ကယူလို့တော့အားတော့သူတို့မပြောအားတာပြောရင်ကရင်သိသွားရင်ငါတို့ပြောချင်တယ်ပြောလို့မရတော့ဘူးသူတို့သိတယ်အားတယ်ဆိုတဲ့စကားပြောဒါပေမဲ့အားတယ်ဆိုတာပြောတာကအခုဗာလဲဒီကြည့်မြင်နိုင်ဗာလဲဆရာမလေးကိုစာရေးဆရာမကြည့်မြင်နိုင်လားဗာလဲဒီနာစမ်းကြောင်းစမ်းကြောင်းဟောလေစမ်းကြောင်းမတ်တီတာစမ်းကြောင်းမတ်တီတာဖာအောင်မှာကျွန်တော်ပြောခွင့်ရတာ3ယောက်လို့ဗျဟိုကလောကောဒီပုံလာမတ်တီတာစမ်းကြောင်းနောက်ကျွန်တော်ဟောသူတို့ကတော့စာရေးဆရာတွေဦးပြစာရေးဆရာဟာပါနဲ့ပြောတော့ပေါ့ကျွန်တော်တော့စာရေးဆရာမဟုတ်ဘူးကျွန်တော်တော့ပုံပဲအဲ့တော့ကျွန်တော်လည်းဒီပုံကြီးဒီပုံမှာပဲပြောမယ်ကျွန်တော်ဖြတ်သွားမှုနဲ့ကျွန်တော်ပြောမယ်ပေါ့အဲ့ဒီမှာမတ်တီတာပြောတာလေတခုကြီးတာကျမတကယ်ဆိုဗမာမဟုတ်ဘူးလေကျမရှမ်းသွေးများတယ်တဲ့နောက်မွန်နဲ့တရုတ်သွေးပါတယ်တဲ့ဒါပေမဲ့ကျမကရင်ကိုချစ်တယ်ကရင်တော့ဖြစ်ချင်တယ်ဒါပေမဲ့ကျမသူ့ကိုလဲပြလို့မရလို့ကရင်နေအားယူတယ်တဲ့ယူလို့တော့အားတာလည်းအတူတူပဲတဲ့သူကပြောပြီးရှိရောသူကပြောပြီးရှိနော်အေးအဲ့ဒါလေးပဲကရင်ကိုချစ်တယ်လို့ပြောတာကကျွန်တော်ဟိုပြောရမယ်ဆိုရင်အမျိုးသမီးတွေကဆိုအမေရိကန်နော်ဟိုဘောဘူချီတီယာအမေရိကန်တပ်လို့သူလက်တီတယ်ကျမကရင်ကိုချစ်ပြောတာအဲ့မတ်တီတာစားကြောင်းကလည်းကျမကရင်ကိုချစ်တယ်ပြောတယ်နောက်ပြီးမှဆုံးသွားတဲ့ဘုံမူကြီးဘုံမူတွင်လာပါတော့ဆုံးသွားတဲ့အနေတရားသူလည်းဒီလိုပဲပြောတာနော်ဒါကရင်များရိုးရိုးပဲရှင်းရှင်းပဲချွတ်ချွတ်ထွေးထွေးရှိတယ်သူလည်းကရင်ကိုချစ်တယ်ပြောပါတယ်အဲ့ဒါပဲကျွန်တော်ကြောက်မယ်ကျွန်တဲ့လူကကရင်ကိုချစ်တယ်တယောက်မှမပြောဘူးနော်အဲ့တော့ကျွန်တော်တို့မှာဒီကိုလိုနီခေတ်ကကျွန်တော်တို့ရှေ့ဘွားတွေကကျွန်တော်တို့ကလောက်လာအဲ့မှာအသင်းပွဲတွေပါတွေကြောင်းနေနော်ကျွန်တော်လောက်လာနေရာလည်းရေးပါလားပြောရမယ်ဆိုလို့ရှိရင်ပရိသေလက်ထက်ကအကျွမ်းကြံဗမာမျိုးသားတွေကကရင်တွေကအခုမှအင်္ဂလိပ်ခေတ်ကြမှာငါတို့ရှေ့ပြိုင်လာရင်ငါတို့ပြန်ဩဇာပေးတယ်ငါတို့ပြန်ခိုင်းနေသူတဲ့အဲ့ဒီခေတ်ကဗမာကြံနေတယ်အဲ့လိုကြံနေတာကရင်နေရာလည်းအင်္ဂလိပ်ခေတ်ရောက်လာတော့နေရာလည်းတောင်းလာတော့ငါတို့ကိုဗမာပြည်လက်ထက်ကဒီဗမာတွေငါတို့နေတာဒါကြောင့်ဒီတစ်ခါငါတို့ကလည်းသူတို့ရဲ့အနေမခံအောင်ပြန်လို့ရတယ်ကရင်ဗမာပြတ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအရာကိစ္စတွေကိုစနစ်နဲ့ကြည့်ပါဓမ္မတိတ်ခံကြည့်အဲ့လိုမဟုတ်ရင်ဗမာလည်းကရင်ပေါ်အမြင်မှားတယ်ကရင်ကလည်းဗမာပေါ်အမြင်မှားရင်ဘယ်တော့မှစိတ်ချတာရမှာဟုတ်အဲ့တော့ကျွန်တော်နားလည်ဖို့အပြာမှာဖြစ်တယ်အဲ့တော့ဒီနေရာပညာသားဖြစ်လာစစ်ထဲဝင်လာလည်းအများဆုံးပဲเนาะကျွန်တော်တို့ဒီထင်ရှားတဲ့ပေါ့နော်ဒီစစ်ဘူး2ယောက်ရှိတယ်စောကြလုံးနဲ့စမစ်ထွန်းကအိန္ဒိယစစ်ကြောင်းမှာသူဦးဆုံးပထမဦးဆုံးဖွင့်တဲ့စစ်ကြောင်းမှာသူပထမရဒါကြောင့်ဒီကနေ့အိန္ဒိယကိုသွားပါသူတို့စစ်ကြောင်းမှာသွားကြည့်ပါစမစ်ထွန်းပုံကိုတွေ့ရတယ်ဒါကကျွန်တော်တို့တမိုင်းပဲเนาะနောက်တစ်ခုကစောကြလို့ကြတော့အင်္ဂလန်ကစစ်ကြောင်းကိုတက်ခွင့်ရတာတော့ဗမာပြည်မှာဦးဆုံးဗမာပြည်ကအင်္ဂလန်စစ်ကြောင်းကိုတက်ခွင့်ရအင်္ဂလိပ်စစ်ကြောင်းတက်ခွင့်ရတော့သူပဲနော်စောကြလို့အဲ့ဒါတွေကကျွန်တော်တို့သမိုင်းရမှတ်တမ်းတင်နိုင်ဒါတွေကမှတ်တိုင်းတင်လို့ရတဲ့သမိုင်းတွေပါနောက်တစ်ခုရှိသေးတယ်နော်မစ်စစ်ဘာမောင်ချင်းခေါ်တော့ကလရောဘဲရတယ်ဗမာပြည်ရဲ့နိုင်ငံရေးသမိုင်းမှာဗမာပြည်မှာပထမဦးဆုံးအမျိုးသမီးဝင်ကြီးဖြစ်တာကလရောဘဲမစ်စစ်ဘာမောင်ချင်းသူပဲရှိနောက်ကရင်ပြည်နယ်ရဲ့ပထမဦးဆုံးကရင်ပြည်နယ်ဥက္ကဋ္ဌဟာမစ်စစ်ဘာမောင်ချင်းကလရောဘဲဒါသမိုင်းမှတ်တမ်းတင်ရမယ်အပိုင်းပါနော်ဒါကြောင့်မို့ကျွန်တော်တို့ကရင်တွေမှာမှတ်တမ်းတင်စရာသမိုင်းမှတ်တမ်းတင်စရာအများကြီးရှိဒါပေမဲ့လူတွေကဘာမှမလေ့လာတော့ဘာမှမသိနော်မင်းသားကြီးဥဖို့သိကရင်သူမိမလည်းကရင်ဒါညဝကျုံဘောကျောင်းကုန်းဘက်ကလည်းတူနော်သူတို့ကဥဖို့သိ great ဖို့သိအဲ့ဒါကရင်သူမြေးတွေမသိတော့ဘူးငါတို့ကဗမာမျိုးသက်လူဘာလို့ဖြစ်ကုန်တယ်နော်ဒါကြောင့်သူတို့ရဲ့သားကနက်စိတ်တက်စိတ်စိတ်ကြိုင်ကကရင်စစ်အဲ့တော့ဒီပါလို့တော့ကရင်ဒီမှာအများကြီးကျွန်တော်တို့မှတ်တမ်းတင်ပြရရှိပါတယ်နော်
အခုဆိုလဲကျွန်တော်နောက်ပေါက်ဆိုလဲဒီမှာတင်နေကြဒေါက်တာစင်တီယာမောင်ဒေါက်တာစင်တီယာမောင်ကဒေါ်အောင်ဆန်းစုကြည်လောက်စုတစိမ့်ဘွဲတွေမရပါနဲ့သူလည်း20ကျော်30စုတစိမ့်ဘွဲတွေအများကြီးရနော်အဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကအာရှအမျိုးသမီးတပြေကောဆိုရတယ်အာရှအမျိုးသမီးရတယ်ဖိလစ်ပင်းကပေးတာစင်တီယာမောင်ကအာရှအမျိုးသမီးတပြေကောဆိုရနော်အဲ့လိုမျိုးတွေကျွန်တော်မှထင်ထင်ရှားရှားလေးရှိပါတယ်နော်ဒါကြောင့်မို့ကရင်တွေကမညံ့ပါဘူးအဲ့ဒါနောက်ပေါက်ကရင်လေးတွေကစာလည်းမဖတ်တခြင်းလည်းနားမထောင်ဘာမှမလုပ်ကလေးကလေးဆေးလုံးနဲ့စားပြီးနင်းကလာပြီးမှရံပြစ်နေကြအဲ့တော့ဘာသိကရင်တွေလူညံ့မဟုတ်ပါဘူးလူတော်တွေပါနော်စနစ်ကဖြတ်စပြလို့ကရင်တွေညံ့နေရပေါ့လို့ပဲစားတွေဖြစ်နေတာဒါကြောင့်မို့ကရင်ကကရင်မှပြန်ပြီးအောင်လုပ်ကြပါနော်ကျွန်တော်တို့အပိုင်းနဲ့ဆက်နိုင်တော့ဘယ်ချိန်နောက်နဲ့အခမ်းအနားမှုပြောစရာတော့အများကြီးတော့ကျွန်တော်ဒီနေ့ပြော2နာရီလည်းပြောနိုင်တယ်3နာရီလည်းပြောနိုင်တယ်ဒါခင်ဗျားတို့ကတ်တာပြီးပါကျွန်တော်နည်းနည်းချုပ်လိုက်တော့မယ်နော်အဲ့ဒီပိုင်းအဲ့ဒီကနေဖြစ်လာတော့ကျွန်တော်တို့ကရင်နေဟာနော်ဘာဖြစ်လာလဲဆိုတော့အဲ့ဒီမှာကရင်ခွင့်ရေးတွေလည်းကျွန်တော်အင်္ဂလိပ်ကတောင်းဆိုလာတယ်အမျိုးသားအနည်းကိုတောင်းဆိုတယ်အင်္ဂလိပ်ကအမျိုးသားအနည်းကိုမပေးဘူးလို့ပြောရအောင်နော်အဲ့တော့မင်းတို့ကရင်တွေကဒီကျူးနဲ့မြတ်ကိုပြောပါအဲ့မှာကရင်နှစ်တကူရှာကြတယ်ရှာကြပြီးမှကရင်နှစ်တကူမျိုးကိုကျွန်တော်တရားဝင်ကစက်တဲ့ holiday ဖြစ်ရတယ်ဒါသိတယ်ပဲနေ့ပဲရတော့ပြောသိတယ်နော်အဲ့တော့ကရင်လူသားအလောင်းတော်ကရင်လူသားတချင်းဒါတွေကတရားဝင်တာဒါကြောင့်ဒီတရားဝင်ရတဲ့ပုံမှာကျွန်တော်တို့ကရင်တွေအခွင့်အရေးတွေအများကြီးရလွတ်တော်ထဲမှာလည်းကျွန်တော်တို့အများကြီးပြောနိုင်တယ်ဆိုနိုင်တယ်ကရင်ဝင်ကြီးတွေအမှတ်တွေရှိတယ်နော်အဲ့ဒါကတော့စောက်တဲ့ပြန်ကြည့်ကြဒီမှာပြောအိုက်ရှိတယ်ကျွန်တော်တို့စောက်ပြီးတွေ့ရအောင်ကျွန်တော်အုံတော့ကလည်း80ကျော်ပြီဆိုတော့နည်းနည်းပုံပုံပြကွန်ပျူတာချစ်ကတိတ်မကောင်းတော့ဘူးအဲ့လိုဖြစ်တာအဲ့တော့ကျွန်တော်တို့ဒီခွင့်ရေးတွေရတော့ကျွန်တော်တို့ကထပ်ပြီးကျွန်တော်တို့တောင်းဆိုလာတာကရင်ပြည်နယ်ရရှိ1939လောက်ရောက်ဥရောပမှာဂျာမန်စစ်ထားပထမဒုတိယကမ္ဘာစစ်ထားအဲ့တော့ထားတော့ဒီကိစ္စကရင်ကိစ္စကိုအင်္ဂလိပ်ကမဖြေရှင်းပေးနိုင်ဒါတွေကနောက်မှရှင်းမယ်ဆိုပြီးလုပ်လိုက်တော့ဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အခါကျတော့တူတူပြောရအောင်ရဲဘော်သိန်းကြီးကရောက်လာတယ်နော်ရဲဘော်သုံးကြီးဘယ်လိုလဲဆိုတော့ကျွန်တော်တောင်းပေးထားတယ်တို့ဒီမှာကြည်လာဖတ်လာတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ပေးထားတယ်ပြည်တွေအဲ့ဒါရဲဘော်သုံးကြီးကဘယ်လိုလဲဆိုတော့အဲ့တော့ပေးထားတော့တို့ဝင်လာတာနဲ့ဘာဖြစ်လာလဲဆိုတော့အင်္ဂလိပ်ကငါတို့ပြပိုက်တိုက်ခွင့်လို့မဆိုအင်္ဂလိပ်ကသစ္စာပေါက်ကျုံကရင်တို့ပြတ်ရှင်းရကရင်ပြတ်ပြီဆိုအင်္ဂလိပ်ပြန်လာတယ်တော့ဖာပေါ်နေမှာဆိုအကြီးကျယ်ချနော်ချအဲ့မှာကရင်မျိုးသမီးတွေကိုမတင်ကျင်နော်ပြောရအရှိကြီးပါတော့ကျွန်တော်ဖောက်ဝင်နဲ့ပြောရင်အဲ့ဒါမျိုးသားရေးလောက်ဆိုလို့ဖြစ်တော့မှဆိုပြီးကျွန်တော်ပြောတော့အဲ့မှာကရင်ကောင်းဆောင်တွေကိုစက်တနာနဲ့ပြစ်တာအဲ့နောက်ဆုံးတော့မရတော့ဒါလည်းတန်လို့ကောင်းဆောင်တယ်အဲ့မှာဖူးဖို့ညလို့ဖူးရွှေဆိုင်ကအဲ့တော့လူငယ်တွေ15နှစ်16နှစ်အဲ့ဒါတွေကသူ့နောက်လိုက်ပြီးတိုက်တော့အဲ့ဒါနဲ့အဲ့မှာဘုညာနာဆိုတဲ့ရဲဘော်သုံးမျိုးကိုတယောက်သိသွားဘုထုံးလာတော့သုံးပဲထွက်လာဘုထုံးထိုးလာဆိုတာဘုကျုံအောင်သားရဲ့အာဘူးရပါတော်နဲ့တက်တူဒီဝင်းဆိုတဲ့နော်အဲ့ဒါဘုထုံးလာအဲ့ဒါရဲဘော်သုံးချက်သုံးပြီလားရှိပြီလားသိတော့အဲ့လိုမျိုးကြီးနော်အဲ့တော့အဲ့ဒါကဖတ်ဖို့ဘက်မှာဖြစ်ခဲ့တယ်ဒါကြောင့်မို့အဲ့ဒီတုန်းကမဒိတ်ချင်းခါရတဲ့အပွားကြီးတယောက်ဆိုဗမာစကားပြောလို့တော့မရဘူးမြို့ဝကျုံမော်တွေဖတ်ဖို့ရောက်သွားတော့ဗမာစကားကြီးပဲပြောတော့အဲ့ဒီဘွားကြီးကတနတ်နဲ့ပြစ်ဖို့မနေ့ထွက်ပြီးတောင်းပါတယ်နော်ဗမာသားကိုမကြားရင်ဖြစ်သွားတာအဲ့ဒီဘွားကြီးအဲ့လိုမျိုးရှိဒီတောင်ပိုင်းမှာဆိုလို့ရှိရင်ညောင်းမြနော်အဲ့ဒီဘက်ကွင်းရေတွင်းရေခံအစကနစိုးကုန်းညောင်းမြအဲ့ဒီကွင်းကအကြီးကျယ်ဖြစ်ခဲ့တော့ကျွန်တော်ပြောရင်ခင်ဗျားတို့ကပြန်ပြီးမှလူကြီးလုံးဆိုမှဖြစ်ဖို့ကျွန်တော်ပြောတာတကယ်ဖြစ်ခဲ့အဲ့ဒီ father တယောက်ဆိုတာ Catholic father တယောက်ဆိုယူရသူကထွက်ပြီးသူများတွေကဟိုဇီယာတော်လည်းထွက်ပြီးသူကအုံးမတက်တော့အုံးမဖြားတိတက်တာBIA ရရှာတာဟိုဇီယာတော်လည်းသွားရှာအကုန်လုံးဆွဲတင်လာအုံးမပေါ်ရှိတဲ့သူတွေဝါနေကြည့်နေသူ့ဖေးအမေတွေရဲစက်တတ်ပြီးတော့အဲ့ဒီကသူအုံတော့ပြက်တယ်အဲ့ဒီရှိတယ်နော်ဒါကြောင့်ကို
ကျွန်တော်တို့ကသူတို့ကလည်းဗမာလည်းဗမာပြင်ပါနော်နေချင်းအင်္ဂလိပ်ကိုတိုက်ပြန်ကရင်ဘာကြောင့်လို့ရသူတို့ကမြင်တာကအရင်တော့ကရင်နေရဗမာရဲ့တစ်ဖက်အင်္ဂလိပ်ရောက်လာမှသူတို့ကငါတို့ပြန်ကြီးစိုးတာအဲ့တော့အင်္ဂလိပ်ကကရင်ကိုထောက်တာပြီးမှတန်းပြီးကိုချုပ်ဒီမြင်ရှိတော့နောက်ကရင်ကိုချကရင်ကလည်းကြာကတော့အဲ့ဒါဘယ်အောင်ကြည့်ခဲ့တယ်နော်ဂျပန်ခေတ်မှာအကြီးကျယ်ကြီးဖြစ်ခဲ့တော့ဒီကရက်တွေပဲတော်လာကြီးဖြစ်ပေါ်လာဖို့ကူပြောင်းလာတာဒီကရက်ကျွန်တော်နည်းနည်းပြောပြတော့အချိန်လေးတော့ပေးဖို့ဗျာနော်အချိန်မပေးလဲကျွန်တော်ပြောတဲ့စကားညီကုန်းချုပ်တယ်ဒီဘိုင်းတသားကြီးနဲ့ပြတ်သွားတယ်အဲ့လိုဖြစ်တော့ဘာဖြစ်လာလဲဆိုတော့ကရင်နေရအဲ့မှာဒုတိယကဘာဖြစ်လာတော့ကျွန်တော်ကရင်တက်တွေကလည်းဆုတ်သွားတယ်အဲ့မှာ General Smith တုန်းကဆုတ်သွားအဲ့တုန်းကတော့ Major Smith တုန်းနော်ဒီကလည်းဟိုကဒီစောကြလို့ကသူကမလိုက်သွားဘူးမြို့ဝချုံပေါ်မှာပဲကြံခဲ့တယ်စမစ်တုံးကလိုက်သွားတယ်ကရင်စစ်သား2000နဲ့နော်အကုန်လုံးရောက်သွားတယ်အဲ့တော့ချိန်ကြလာတဲ့ခါကျတော့ဒီ facet တွေကဝင်ရိုးစု3နိုင်ငံပေါ့နော်ဂျာမန်ရဲ့အီတလီရဲ့ဂျပန်ဒီ3နိုင်ငံအင်အားကြီးကြောင်အင်အားကြီးကကားတိတ်ပိုက်တော့ကားလာဖိုင်းပြမှာကိုတန်းပြီးတပြီးတိုက်ချလာဟုတ်အားကြီးကြောအဲ့ဒီမှာကျူရီလည်းအဲ့မှာအများကြီးတည်တယ်အဲ့လိုအားကြီးတဲ့အခါကျတော့အဲ့မှာကျွန်တော်တို့ဒီအတ္တလန်တစ်ချတာအင်္ဂလန်ကနေနော်ကြာပြီးကြည့်နေရတာအဲ့တော့ဒီ festival ကိုတိုက်ပြီးတဲ့နော်တိုက်ပေးကြပါလူတိုင်းကတိုက်ပေးလို့ရှိရင်နဲ့တိုင်းပြည်မရှိတဲ့လူမျိုးတိုင်းပြည်ရောက်လို့ပြီးမယ်နော်တိုင်းပြည်မလွတ်လပ်သေးရင်လွတ်လပ်အောင်လုပ်ပေးမယ်ဆိုတော့ဒီအတ္တလန်တစ်ချတာတော့စက်ကုန်ကြီးညာစံကပေါ်လာအဲ့ဒီအချိန်ကမှကျွန်တော်ကင်ဒီယာဟိုမှာ General Wingate နဲ့အိန္ဒိယမှာရှိတယ်ကဲစက်ကူကြီးညာစားတော့လာပြီမင်းတို့ကရင်နေပဲလို့လဲတော့ကရင်နေရလဲကရင်ပြီးရောက်အေးလက်မရေးထိုးတယ်ကရင်စစ်သား2000လက်မရေးထိုးမှအဲ့မှာတင်လိုက်တယ် General Wingate ကအေးစစ်ပွဲပြီးငါလုပ်ပြီးမယ်ဒီလိုဟုတ်ပြစစ်ပွဲပြီးငါလုပ်ပြီးမယ်ဒီဖာပေါ်မှာရှိတဲ့ Major Secret ကလည်းဒီတိုင်းပဲမင်းတို့ကရင်နေငါတနာတယ်ပေါ့ငါ့ရဲ့နှလုံးသားမှာငါတို့မင်းတို့ကရင်နေရှိတယ်ဒါမဲ့ငါဦးနောက်မှာငါခေါင်းမှာတော့ဗမာပဲရှိတယ်မင်းတို့ကရင်နေရကရင်တိုက်ပြီးမအုပ်ချုပ်တတ်ဘူးမင်းတို့ကရင်ပြီးရကျင်တယ်ဆိုရင်လည်းငါလုပ်ပြီးမယ်ကိုလိုနီလက်အောက်မှာပဲဗြိတိရှဒနတာဟာရလက်အောက်မှာနေလို့ရကရင်ကတော့ဘာဖြစ်လဲဆိုတော့ဗမာအောက်ကလို့တော်ပြီဂျပန်လက်ထက်မှာတော့နာရတာပြထားတာဒါတွေကဗြိတိန်လက်ထက်ကလည်းနာတယ်အဲ့တော့နောက်တာသူတို့ကြီးကိုရမယ်ဆိုငါတို့ကရင်တော့မလို့ဒီမြင်ရကရင်မှာဆွဲရှိတယ်အဆွဲရှိသွားတော့အဲ့ဒါတွေကပြင်ရတာတင်ကြတော့ General Wingate ကလည်းတရုတ်ပြည်ကို B29 လေးမြန်ကြီးနဲ့ပြန်တော့ဟိမဝန္တာတောင်ကြားကိုသူကပြန်လိုက်တဲ့အခါကျတော့ B29 ရကျက်လေးစီကြောင်းနဲ့ပြောပါပြက်ပြီ General Wingate လည်းမရှိတော့ကရင်တင်တဲ့လက်မှတ်တွေလည်းဖေရောမှမသိတော့အဲ့တော့ Major Secret ကလည်းဒီမှာလုပ်ပြီးမှပြောတယ် Major Secret ကလည်းဂျပန်တက်ခံရတော့အင်္ဂလန်ပြန်မရောက်တော့အဲ့တော့ပြောရမယ်ဆိုကရင်နေရဘလောက်လို့နော်နောက်ဆုံးတော့အရေးမရအဖမရဖြစ်သွားတယ်အဲ့တော့ဒီမှာ General Wingate ကြီးတင်တဲ့စာလည်းအင်္ဂလန်ပြန်မရောက်ဘူး Major Secret ကလည်းအင်္ဂလန်ပြန်မရောက်ဘူးကရင်အတွက်ပြောပြီးမဲ့လူတရားမှမရှိဘူးအဲ့တော့ပြောပြရင်လည်းကျွန်တော်တို့ဗမာပြည်ကိုစတင်သိနေကဗမာပြည်ကနေအင်္ဂလိပ်ထွက်တဲ့အထိက Conservative Party ကလောက်တာအဲ့တော့ဗမာပြည်ကိုသိတဲ့ကခြာချီရဲ့အဖိုးခေတ်မှာဗမာပြည်ကိုသိတယ်ဗမာပြည်ကနေထွက်သွားတော့ဝန်ဆန်ချာချခေတ်မှာထွက်သွားတယ်အဲ့တော့ Conservative Party ကကရင်ကြောင်းသိပြီးမှာဒုတိယကမ္ဘာစစ်ပြီးတော့အင်္ဂလန်မှာတက်လာတာ Labour Party အဲ့ဒီလိုတက်အဲ့ဒီကကရင်ကြောင်းဘာမှမသိအဲ့ဒီလို Labour Party ကလည်းကရင်ကိုဂတိကောင်ချက်ပြတော့ဘာမှမရှိအဲ့ဒီချိန်မှာဇောဘဝကြီးတို့ဇောတာလီတို့ဇောဖို့ချစ်တို့စစ်တနီလူတို့သွားလိုက်တဲ့ခါကျတော့လွတ်တော်မှာဘာမှတမ်းမရဘူးအဲ့တော့သူတို့ပြောလိုက်တယ်အဲ့ဒီချိန်တုန်းကဗမာနဲ့အတူပြည်မကြီးမှာရှိတာဘာလိုမျိုးတွေလဲဆိုတော့ရခိုင်ရဲ့မွန်ရဲ့ကရင်ရဲ့ဗမာဒါပြည်မကြီးမှာရှိအဲ့တော့တောင်တန်းဒေသဆိုတာသူတို့ကဘာပြောလဲဆိုတော့ရှားရဲ့ကချင်ရဲ့ချင်းရဲ့တောင်တန်းဒေသပြောတယ်ကရင်ပြည်ဆိုတာကဗြိတိရှကိုလိုနီရဲ့မဟာမိတ်နိုင်ငံဗြိတိရှနဲ့ဘာမှမဆိုင်အဲ့လိုဒီတာတိုင်းရ
နေသားမှာနောက်ဆုံးတော့ကရင်ကြီးကတောင်းဆိုတာပေါ့နော်ဘာတွေတောင်းဆိုလဲအဲ့မှာသတ္တပလယာယီဟိုညမောင်ဆိုရတက်တဲ့ချိန်မှာနော်ဒီမှာကက်ရှ်ပီဆိုရလက်တက်မှာအဲ့မှာဟိုဘုရားအောင်စားလို့ပါတယ်ရှင်းပါအဲ့တော့သောပေါကြီးကတော့ဒီကိစ္စတောင်းတယ်ဘုရားအောင်စားပါပြောတာကရင်ပြည်ရမှာပေါ့ဗျာနော်ကရင်တကြပ်မှာတကြပ်တော့အနည်းဆုံးရမယ်ဒါသောပေါကြီးဘုရားအောင်စားပြောတဲ့စကားတော့ဒါကရင်ပြည်ချက်ချင်းပေးကရင်တကြမှာတကြချက်ချင်းပြတော့ဘိုးချုပ်အောင်သာကတိပြုထားတဲ့အပေါ်မှာကရင်တွေပြန်တောင်းတယ်အဲ့တော့ဘယ်တော့သိတာလို့လို့နော်ကရင်တွေပြန်တောင်းတယ်အဲ့တော့လို့တော့ဘိုးချုပ်အောင်သာအရင်ဦးဆုံးကကရင်တွေကဘိလကူကြီးသွားတယ်မရဘူးမင်းတို့ဗမာကြီးပြန်တောင်းသောပေါကြီးကအောင်သာလူရှိတောင်းတယ်အောင်သာအဲ့လိုပဲပြောလိုက်တယ်သူအဲ့တော့နောက်အောင်သာလူပြန်သွားတယ်အောင်သာလူသွားတဲ့အခါမှာလည်းဂလုံးစောတခင်ပါစိတ်နဲ့ဘိုးချုပ်အောင်သာ၃ယောက်သွားတယ်3ယောက်က3ပေါင်ဂလုံးစောကတော့ဒနာတာဟာရလက်အောက်မှာပြန်နေဒါဂလုံးစောတခင်ပါစိတ်ကလွတ်လာရေးရရင်အားလုံးလွတ်လာရေးရအောင်အကုန်လုံးကိုပြည်သူပိုင်သိမ်းရမယ်အင်္ဂလိပ်ပိုင်မရှိသေးရအဲ့ဒါကလည်းအင်္ဂလိပ်နဲ့စဉ်းစားလို့မရတယ်သူစားဘိုးချုပ်အောင်သာကဗမာလူထုတောင်းဆိုတဲ့ဗမာပြည်လည်းလွတ်လာရေးရမြန်မြန်ရအောင်လုပ်ရမယ်အင်္ဂလိပ်လည်းကျင့်အောင်လုပ်ရမယ်သူကဗြိတိရှရဲ့စီးပွားရေးဘာတွေကိုသူကဆက်လက်လုပ်ဖို့ပြီးပြီးမှနိုင်ငံရေးရလွတ်လာရေးတောင်းနိုင်ငံရေးရလွတ်လာရေးတောင်းလိုက်တဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ဒီမှာရောက်လာတော့ဟာဒါတကယ်လွတ်လာရေးမဟုတ်ဘူးရွှေရည်စိလွတ်လာရေးအတုပြောင်လွတ်လာရေးနော်နိုင်ငံရေးရလွတ်လာပြီမဲ့စီးပွားရေးရမလွတ်လာဘူးဆိုပြီးမှအဲ့တော့နိုင်ငံရေးနဲ့စီးပွားရေးရဲ့နော်အရေးပါမှုကိုအဲ့ဒီကာလကဗမာပြည်မှာအမြင်ချင်းနိုင်ငံရေးကဘလောက်ရေးကြီးတယ်ဆိုတာအမြင်ချင်းစီးပွားရေးပဲမဲ့နေစီးပွားရေးအရေးကြီးတယ်အဲ့တော့စီးပွားရေးအင်္ဂလိပ်ဆက်ရှိနေမယ်ဆိုရင်ငါတို့အတွက်ဘာမှအကျိုးမရှိဘူးအဲ့တော့နိုင်ငံရေးရဲ့အရေးပါမှုကောင်းတို့နားမယ်နိုင်ငံရေးကနေအမိန့်အာဏာတွေထုတ်နိုင်တယ်နိုင်ငံရေးကနေပြဥပဒေတွေပြထားနိုင်တယ်သူနားမယ်အဲ့ဒါပမာချင်းနေတာဆိုဒီမှာအဲ့တော့လွတ်လာရေးနဲ့ဒီတွင်းစိတ်ကြီးပေါ်လာအဲ့ဒီကိစ္စအဲ့တော့ဒီကိစ္စကဘာဖြစ်လို့ဆိုကရင်မှာလည်းပြန်ရက်ခတ်တယ်ဒုတိယကမ္ဘာစစ်ဂျပန်နေဂျပန်ခေတ်မှာ BI တွေတတ်တာပြတ်တာခံရရတဲ့အမျိုးသားစိတ်ဓာတ်ကကရင်ကအိုင်နာကြီးတော့ဟာကရင်ပြည်ရမှာဖြစ်မယ်အဲ့တော့နောက်မှလည်းဒီအတ္တလန္တိချာတာလည်းရှိကြတယ်အဲ့လိုရအောင်လုပ်မယ်ပြုမယ်အဲ့တော့သောပေါကြီးကတော့အဲ့ဒီအချိန်မှာအသက်30ကျော်ပေါ့နော်မမသာတို့ခန္ဓာတာမွေးတို့က20ကျော်တွေပေါ့အသက်ကြီးကလည်းတော်တော်ပြောတယ်နောက်သူတို့လိလာတည်မှုတွေကလည်းဒီမှာခန္ဓာတာမွေးနဲ့မမသာတော့ရန်ကုန်မှာပဲဟိုသောပေါကြီးကပြိလာမှာတင်ရတဲ့အမြင်ကြီးရတယ်သူကြောက်အဲ့တော့သောပေါကြီးကတော့လက်နက်ကင်ပုံကမှုတယ်လုံးဝမလို့လွတ်တော်တဲ့အဲ့လိုကတော့ပါလီမန်သုံးတယ်နော်လွတ်တော်သုံးပါလီမန်ထဲမှာသူရအောင်ပြောတယ်အဲ့တော့ဦးနဲ့အကျဉ်းချင်းပဲဆွေးနွေးကြအဲ့ဒီရင်းစိတ်မှာရှိတယ်နော်ဒီကနေ့ဒီကျွန်တော်အဲ့ညောင်ပြန်ရှာလို့တွေ့ဘူးပြင်တော်အိမ်မဲနော်မဲတုတ်ထားတယ်စီအဲ့တော့သောပေါကြီးနေကြတယ်အဲ့ဒီနော်အဲ့ဒီဟိုပြောရမယ်ဆိုရင်နန္ဒကုန်းမှာရှိနန္ဒကုန်းအဲ့တော့ကာလာမီနံအဲ့တော့အခုတည်းကကျွန်တော်ပြန်ရောက်ပြီးတယ်ကျွန်တော်အရင်ကတော့ရောက်မှဒီအိမ်မှာခဏအိတ်ခဲ့တယ်အဲ့တော့အဲ့ဒီမှာသူကနေဦးလူကပြုတ်လဲမှနေအဲ့တော့အဲ့ဒီကိစ္စမှာတခါလဲဟိုအလာကြီးထားကြနော်ရဲဘော်ကြီးထားကြနောက်ပြီးမှတခါလဲဒီဘုရားအောင်သားသိပြီးတော့ပြည်သူရဲဘော်တွေထားတယ်နော်နောက်မှဘာကပါအဲ့လိုချုပ်ထွေးနေတဲ့ချိန်မှာဖတ်တော့ကလာမှာစစ်တပ်ကမရှိနည်းနည်းလေးပဲရှိတယ်တပီလုံးမှာတရားဝင်စစ်သား၄တောင်အဲ့တော့နောက်မှချင်းရိုက်ပဲကချင်းရိုက်ပဲနဲ့ကွန်ခတ်တာပဲရှိတယ်အားမရှိဘူးတပီလုံးဆိုဘူးပေါ့အဲ့မှာရန်ကုန်မြို့မကြောက်အောင်ဆိုကျွန်တော်တို့KNDUကထင်ရအဲ့တော့ရန်ကုန်မြို့ကိုလိုမျိုးထောက်ကြလို့ပါလို့နော်အဲ့ထင်ရတော့အဲ့ဒီအချိန်မှာခဏဦးလူကစောပေါင်းကြီးရှိသွားရတော့အဲ့ဒီခေတ်ကသတင်းစာတွေမှာကြောင်ရေးကြတာကြားမှာပေါ့နော်တခင်လူကနေကရင်လူဖြစ်သွားတာအဲ့ဒီကအဲ့လိုလုပ်တော့မြို့မကျုံပေါ်မှာတခါပြန်ပြီးမှ KNDU ရောက်ပေါ်လာတော့တနတ်ကြီးရှိလာဂျပန်ခေတ်ကဗမာရွာတွေကကရင်ရွာတွေတတ်တာပြတ်တာမိရှုလာတာအဲ့ဒုတိယကြိမ်လူမျိုးရင်းတီမှာမြို့မကျုံပေါ်ပြန်ဖြစ်တော့ KNDU တွေကပါဝင်ရတယ်နော်အဲ့မှာဗမာမှာလည်းအဲ့ဒီမှာ
တော်ရအဖွဲ့အစည်းတွေရှိတယ်သူပူချုပ်ကုန်တာအဲ့တော့ဒီမှာဆိုလည်းမြို့ပရထားကြီးနော်ဒီဘက်ကအလုံးတို့အသားကြောင့်ဘက်ကဆိုရင် KNDO တွေကဗမာသေးတဲ့ဘာလို့ဒီထားဘွားဆွဲကြနော်ဟိုတိုးကြောင်ကလေးတို့ဘာလို့ရောက်သွားရင်ဘွားလက်ပြီးတွေကဗမာတွေကကရင်ကိုကြီးဘွားကြီးကိုလုံးဆွဲကြဒါမျိုးတွေဖြစ်ကုန်နော်အဲ့လိုဖြစ်တော့အဲ့ဒါကိုပြန်ထိရအဲ့ဒါအလာမီယာပြောတယ်နော်အစိုးရမတည်ငြိမ်အောင်လုပ်ရမယ်တဲ့ဗမာတွေကြတော့အလုပ်သမားဆန္ဒပြတာရဲဌာနဆန္ဒပြတာတော့တခါတည်းဒီအတင်းမောင်းလို့ဆန္ဒပြတာသူတို့ဆန္ဒပြပွဲပုံစံနဲ့အစိုးရမတည်ငြိမ်အောင်လုပ်တယ်ကရင်ကဘယ်လိုနားလဲလဲမသိဘူးအစိုးရမတည်ငြိမ်အောင်သူဓမြကြီးလျှောက်တယ်အဲ့တော့သူတို့တောင်းတမှုတပိုင်းမှာပြန်ကြည့်ကရင်ကဓမြမှု66ခုရှိအဲ့တော့မှတ်တမ်းပြရတာမှတ်တမ်းမပြရရင်ပါလေအဲ့တော့စကားတစ်ခုပေါ်မှာအတွင်းပေါက်တာကြီးကဗမာအတွင်းပေါက်ပုံတစ်မျိုးကရင်ကအတွင်းပေါက်ပုံတစ်မျိုးမတူဘူးကရင်နဲ့ဗမာအတွင်းပေါက်ပုံနော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကရင်ကအဲ့ဒီပုံစံနဲ့ဖြစ်လာတဲ့အခါကျတော့နောက်ဆုံးတော့ပြောရမယ်ဆိုလို့ရှိရင်KNDO ကိုလက်နဲ့ချခိုင်းတော့မချနိုင်ဘူးပေါ့မချနိုင်တော့အဲ့ဒီမှာ1948ဒီဇင်ဘာမှာကျွန်တော်စမ်းကြောင်းပေါ့နော်ဟိုကြည့်မြင်နိုင်ကြမှာဘယ်လိုကြည့်မြင်နိုင်ကြမှာအဲ့ဒီမှာကရင် KNDO ရုံးကိုသူတို့လာပြီး UNP နဲ့လက်ပြီးစီကတနက်နဲ့လာဖြစ်တယ်အဲ့ဒါဖြစ်တော့ KNDO ရုံးကဟိုအင်းစိန်ကိုသွားရတယ်အင်းစိန်မှာ KNDO ရုံးရှိအဲ့အင်းစိန်ကိုရှုပ်ဆိုပြီးမှအဲ့ဒီမှာ KNDO သူတို့ကလက်နဲ့ချခိုင်းတယ် KNDO ကမချနိုင်အဲ့တော့ KNDO ရဲ့ဦးစီးချုပ်ကမမသာနော်အဲ့လိုဖြစ်တယ်အဲ့တော့ဒီတက်ပွဲလေးမဖြစ်ခင်မှာ1948ခုနှစ်နော်ဖေဖော်ဝါရီလ9ရက်နေ့မှာကျွန်တော်ဒီအလုံးပဲမှာနော် KNDO ဖွဲ့စည်းလိုက်တယ်သမိုင်းမှာစောင့်ဖို့ကဖတ်ကြပါမယ်နော်ဒီမှာပြောအိုက်ရှိတယ်အဲ့ဒါအရှိဝေးကြီးတတိကုန်ပြောရမယ်နော်အဲ့ဒီမှာလောက်တော့အဲ့ဒီမှာကျွန်တော်တို့ဖွဲ့စည်းတယ် KNA BKNA KCO K1 လေးဘွဲရပေါင်းပြီးမှ KNU ဖွဲ့စည်းရတယ်ဖွဲ့စည်းလိုက်တော့အဲ့ဒီ KNU ကနေပထမဦးဆုံးဥက္ကဋ္ဌကစံဖို့တင်နော်အဲ့ဒီမှာလောက်ပြီးမှကျွန်တော်တို့ဖွဲ့လိုက်တော့အဲ့ဒီဟာကို48ခုနှစ်အတွင်းမှာကျွန်တော်တို့ဒီပတ်သက်ပလာရဲ့လက်ပါတော့ကဖိုက်ဆောက်တက်ပြီး KNU ရုံးကိုသွားပြီးဖြစ်တယ်နော်ဒီကံတရားရတယ်ဒါနဲ့အစိမ်ပြောင်းတယ်အစိမ်ပြောင်းတော့KNDO ကိုသူတို့ကလက်နဲ့ချခိုင်းတယ် KNDO ကလက်နဲ့မချဘူးမချဘဲနဲ့ပြင်ခံတော့1949ခုဇန်နဝါရီလ31ရက်နေ့မှာ KNDO ကိုတရားဝင်အသင်းဖြစ်ကြီးညာလိုက်တယ်နော် KNDO တရားဝင်အသင်းဖြစ်နဲ့ကြီးညာလိုက်တော့ KNDO ကအဲ့ဒီမှာလက်နဲ့ကိုင်ရှင်းသိလို့ပြီးသူတို့တရလာသိမ်းပါကိုလာတိုက်မယ်ဆိုပြီးအဲ့တော့ကျွန်တော်တို့သမိုင်းမှာက1949ခုဇန်နဝါရီလ31ရက်ညနေခင်း4နာရီလောက်ပဲစပြီးတိုက်ပွဲဖြစ်ပြီးဒါကိုကင်းတာတိုက်ပွဲစတယ်လို့ကျွန်တော်ဒီမှာဒါမဲ့ဗမာသမိုင်းမှာပြန်ကြည့်ဖေဖော်ဝါရီလ2ရက်နေ့တော့ဖြစ်တယ်သူတို့ကနော်ဖေဖော်ဝါရီလ2ရက်နေ့တော့ဖြစ်တယ်အဲ့တော့ဒီစိတ်တိုက်ပွဲကရက်ပေါင်း130နဲ့1ရက်ကြာပြောရမယ်ဆိုလို့ရှိရင်ကမ္ဘာတိုက်ပွဲအကြီးမှာပြန်ကြည့်စစ်မြေပြင်တစ်ခုတည်းမှာရက်ပေါင်းရှိကြောင်တော့တိုက်ပွဲဟာအင်းစိတ်တိုက်ပွဲတစ်ခုပဲရှိနော်အဲ့တော့မင်းတမကုန်းခဝဲကြအခုဈေးဝင်ကဘာခေါ်တဲ့ကိတိဘုံကြောင့်ဒါရီဟာကရင်သမိုင်းတော်လိုင်းအစမှာမှတ်တမ်းပြုခံရတဲ့နေရာချက်မင်းတမကုန်းမှာဆိုရင်ကရင်မျိုးသမီးတွေတစ်ခွက်ရှိတယ်အဲ့တော့ဗမာသမိုင်းမှာရေးရတဲ့အမျိုးသမီးတာနေကြရတယ်နော်နော်ခါရီအခုရှိသေးတယ်အသက်80ကျော်90လောက်ရှိပြီနော်သူကခေါင်းဆောင်အဲ့တော့အမျိုးသမီးဖြစ်ပေမဲ့ယောက်ျားတက်ရင်ကိုကြိုက်တာကရင်သမိုင်းမှာဆိုနော်ခါရီတယောက်ပဲရှိအဲ့တော့သူ့ယောက်ျားကတခါလဲအထားအပိုးတွေနဲ့ကလေးတွေပွင့်ပြီးသူ့နောက်ကလိုက်ရတယ်သူကတက်ရင်တင်းရင်လို့သူကြိုက်တယ်နော်ခါရီနော်1963မှာမူဇုခန္ဓာလျောတောင်ဝင်းနဲ့အတူအကြီးစားယူလာအခုရေးလမိုင်းပြမှာရှိသူမသိသေးဘူးသူသမိုင်းကိုကျွန်တော်ရေးထားတယ်သူကပြောတယ်သူသိမှသမိုင်းဖော်ထုတ်ပါတဲ့သူမသိတဲ့ကမဖော်ထုတ်ပါနဲ့သူကျွန်တော်ဒီတိုင်းရေးထားတယ်
အဲ့တော့ကျွန်တော်တို့မျိုးသမီးတွေကလည်းလူညမို့မပြောဘူးနော်ယောက်ျားတိုက်ရင်ကိုကြိုက်တဲ့မျိုးသမီးတွေကလူညကိုမကြိုက်နိုင်ပါဘူးမျိုးသမီးညကိုမကြိုက်ဘူးတော့ခါရီးကကျွန်တော်မှတ်သားပြရမယ်ကရင်မျိုးသမီးတယောက်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီမိကနေစပြီးမှကျွန်တော်တို့ဖြစ်ပေါ်လာတဲ့တော်လာရင်းနှီးဆိုတာကျွန်တော်သိထားရမယ်အဲ့တော့အင်းစိနော်ဟိုဟာဒီရမှာမင်းမကိုနော်ဥကိတိကြောင့်ဦးစည်းဝင်ကပါခေါ်ဝဲချဒါဟာအဲ့ဒီတိုက်ပွဲကာလမှာနာမည်အကြီးဆုံးစစ်မျက်နှာဖြစ်ပြီပဲစစ်မျက်နှာဖြစ်ပြီနော်ဒါကြောင့်ဒါလူငယ်လေးတည်တယ်နဲ့အဲ့ဒီတမိုင်းကိုသိကြဆိုအခုကဟိုပဲမန်သိချူတယောက်ပဲရှိတော့တယ်နော်မန်ကန်ဒီယာစောကန်ဒီယာဆုံးသွားပြီစောကန်ဒီယာအဲ့ဒီမှာပါခဲ့တယ်နော်စောကန်ဒီဆုံးသွားပြီမန်တာဝိဆုံးသွားပြီနော်နောက်မှမအောင်ကြည့်ဆုံးသွားပြီအခုအဲ့ဒီခေတ်ကဆိုရင်တော့စပ်သားနဲ့ဆုံးသွားပြီဒါကျွန်တော်တို့ဟိုပါပေါ့ဒီ APK ပေါ့အော်ဘာမာခရမ်ဆိုပြီးပြောတာဟို organization ဆိုတာဒါကျွန်တော်တို့ဟိုကြည့်မြင်တိုင်းမှာရှိခဲ့တယ်နော်အဲ့ဒါလည်းမရှိတော့ဘူးအခုကအဲ့ဒီခေတ်ကဆရာကြီးတွေဆိုတော့မန်သိချွေတယောက်ပဲကြံတော့တယ်ကျွန်တော်တို့ကသူတို့အောက်ကဂျူနီယာနော်ဂျူနီယာဘယ်လိုလဲဆိုတော့အခုမောင်များနေဝေထူးနော်အောင်ကျော်လွင်အဲ့ဒါကျွန်တော်ပေါ့ဟိုနိုင်ငံခြားရောက်နေတာအိုလန်ဒိုနဲ့ဟိုလို့အောင်ထေးမအောင်ထေးသူတို့ကနိုင်ငံရောက်ခဲ့တော့သူတို့မိလိုက်ဘယ်တရားပဲပြောတော့တယ်နိုင်ငံရေးစကားပြောတော့နော်အဲ့လိုမျိုးတွေနောက်တွန်တေးဘက်ကဆိုလို့ရှိရင်စရွဲမောင်ဆုံးလားမဆုံးလားမသိတော့နော်အဲ့ဒါတွေကကျွန်တော်တို့ဖြစ်တယ်ဟာအောင်လားဆိုလို့ရှိရင်လွန်ရှင်တို့တမ်းများအောင်လို့အဲ့ဒါကျွန်တော်တို့ဖြစ်နော်ဒီအေဝီတို့နော်အဲ့မှာမယ်မင်းအေဝီရှင်အဲ့ဒါတွေကကျွန်တော်ဖြစ်ကလို့တောင်းဘက်ကနော်အဲ့လိုမျိုးတွေအဲ့ဒါတွေကလည်းအခုကတိတ်မကြံတော့ဘူးနော်တချို့ကျွန်တော်လူတွေကတော့မဆုံးဘူးပြစကားမပြောနိုင်တော့ဘူးတော်လာရေးမလုပ်ကြတော့ဘူးနိုင်ငံရေးမပြောကြတော့မောင်ညာလည်းဘယ်သူများပေါင်းမှုဝင်ကြီးတွေတက်လုံနေလားမသိဘူးနော်သူတယောက်တော့ရှိသေးတယ်ကျွန်တော်တွေ့တော့အောင်ကျော်လေးနဲ့သွားပြီနော်ကျန်တဲ့အားတွေကလည်းဘာသာရေးဆရာဖြစ်ကုန်ပြီအဲ့လိုမျိုးကိုလန်းထုတ်လို့နော်ကိုလန်းထုတ်လို့အဲ့ဒါတွေကကျွန်တော်ဖြစ်ကြလို့အခုကတော့ဟိုဒီဝီထူကတော့ရန်ကုန်မှာရှိတယ်ပြောတယ်ကျွန်တော်တော့မတွေ့ရဘူးအဲ့လိုမျိုးနော်လူတွေကအိုးကုန်ချောင်းကုန်ပြီဘာသာရေးပဲရောက်ကုန်နော်အရင်တော့သူများပြောတယ်ဗမာအိုကြီးကြောင်းကျူကြောင်းလာတယ်ကရင်အိုကြီးချောင်းကျူကြောင်းရတယ်အခုကကရင်အိုလာချောင်းကျူကြောင်းမရောက်တော့ဘူးချောင်းကျူကြောင်းကြရောက်ဘူးနော်အဲ့လိုဖြစ်တော့ကျွန်တော်တို့ကဒီကနေ့ဆက်ပြီးမှနောက်ပေါ့ဆက်ပြီးလှုပ်ရှားဖို့ကအများကြီးလုပ်လာတယ်ဒေါ်လာရင်းနဲ့ပတ်သက်လာရင်တော့ဒါထပ်ရှင်းမယ်ဆိုရင်တော့အခုက12နာရီကျော်ပြီနော်12နာရီခွဲတော့မှသမင်းစားခြင်းလို့ဘာစားခြင်းလို့ကျွန်တော်အားနာပြီးမတားတာလည်းဖြစ်နိုင်တယ်အဲ့ဒါလေးကတော့နောက်မှမေးကြပါတော့ကျွန်တော်ပြောစရာရှိတယ်ဒီကနေ့နောက်ဆုံးအချိန်တွေကိုလည်းကျွန်တော်အများကြီးအချိန်ရရင်ကျွန်တော်ဆွေးနွေးပြပါမယ်နော်အကုန်လုံးဆွေးနွေးပြပါမယ်ဒါအရေးကြီးတယ်ကျွန်တော်တို့ KNU ကတော့တူးတဲ့လက်မှဘယ်တော့မှသွားမလို့အဲ့ဒါနားလည်ထားပါသူများတွေကဟိုပြောဒီပြောနော်ဒီမှာဖူးတော်ကားလို့လာတယ်ဖူးတော်ကားဆိုတာဖူးမှုဖူးစေဖို့ပြောနော်ဟိုကလုံးရထားလို့ကျွန်တော်ဒီမှာဖူးတော်ကားပဲခေါ်တာအဲ့တော့သူတို့လာတယ်တူလေးတို့လာတယ်ဒီမှာလာပြီးရှင်းပြတယ်ဒီအကောင်ကိုမောင်းထုတ်လိုက်ရောအဲ့လိုမျိုးနော်ဒါကြောင့်မို့ကျွန်တော်တို့မောင်းမထုတ်ပါနဲ့နော်ကျွန်တော်မောင်းထုတ်ကျွန်တော်ပဲမောင်းထုတ်ပါဟာအဲ့ဒါကျွန်တော်ဒါလည်းအချိန်ရရင်နောက်ဆုံးအချိန်ကြီးကိုရှင်းပြပါကျွန်တော်တို့တူးတဲ့ခြုံပြီးမှတော့ KNU ကလက်မမထိုးဘူးဆိုတော့ကျွန်တော်ဒီမှာကြောက်ရောက်လာတဲ့ပုဂ္ဂိုလ်အားလုံးသဘောပေါက်ကြပါနားလည်ကြပါနော်တစ်ဆင့်ကလည်းပွားရောက်ဒါမဲ့ဖေဖော်ဝါရီလ12ရက်နေ့မှာ UNSC ကအဖွဲ့ဝင်12ဖွဲ့ပါတီ12ဖွဲ့လက်နက်ကိုင်ဖွဲ့12ဖွဲ့ NCCT ကလက်နက်ကိုင်ဖွဲ့16ဖွဲ့ပါအဲ့တော့ UNSC ကလက်မှတ်ထိုးလို့ NCCT ကသဘောတူပြီးလက်နက်ကိုင်ဖွဲ့ကောင်းပြီးဝါစာကိုးကားစာကောင်းပြီးအဲ့ဒီချိန်ကျတော့ကရင်လက်မှတ်ထိုးပါဖြစ်ပေါ့အဲ့ဒါဒီမထိုးဘဲနဲ့ကရင်လက်မှတ်မထိုးအဲ့တော့နားလည်ကြပါနော်ပြောစရာတွေတော့အများကြီးပါတယ်အချိန်ကိုငဲ့ညာတဲ့အနေနဲ့အားလုံးတော့ကြောက်ရလာတဲ့ပုံကိုယ်တွေလည်းအိမ်ငိုက်တဲ့လူတွေလည်းရှိမယ်နော်
နားထောင်ရတာနားပြပြကတ်တယ်လည်းရှိကောင်းရှိမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟောဆောင်ပါကျေးဇူးတင်တမိုင်းကြောင့်ပြည်စုံစွာဟောပြောပေးပါရပြီးစောဆုံးနေတော့အထူးကျေးဇူးတင်ရှိပါတယ်အစီအစဉ်ခုနေ့ကနေ့နေ့စာစားတော့ဖြစ်ပါတယ်အစီနေ့နေ့စာစားတော့ရဲ့အစားတော့ကဘိုင်းနယ်ဝင်လာပြီးမှဖြစ်ပါတယ်စားတော့ချိန်နဲ့ဖြောင်းရည်ပွဲဝယ်ဆက်တင်ကျင်းပမှာဖြစ်ပါတယ်ဖြောင်းရည်တင်ဆက်ပြီးကဲ့သို့ဆိုင်တော့ဖွဲ့ကိုဖိတ်ခေါ်ပါတယ်